မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်များကိုနာယူကြည်ညိုခွင့်ရကြတယ်ဒီတော့ဒီနေ့ကဖေးသက်ပေါင်းတရားဟောတို့ကိုအရှင်တို့ဗာတရားဟောမှလည်းဆိုလို့ရှိရင်ဓမ္မဗလာပါဠိတော်ဒုက္ခဝမ္မာလာရှိတဲ့ညာတိခလဥပတမနဝတ္ထုလို့နာမည်ပေးထားတဲ့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဆွေတော်မျိုးတော်တွေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားဂါထာတွေရှိပါတယ်ပြီးတော့ဒီဆွေတော်မျိုးတော်တွေကိုပဲအကြောင်းပြုပြီးတော့မြတ်စွာဘုရားညီညွတ်ရေးအတွက်ရည်ရွယ်ပြီးတော့ဇတ်တော်9 ပုဒ်အဲ့ဒီမှာဟောထားတာရှိပါတယ်အဲ့ဒါကိုဦးဇင်းတို့ကဒီနေ့ညပေးသက်ပေါင်းတရားကောင်းတို့ကိုညီညွတ်မှချမ်းသာမည်လို့တရားကောင်းစဉ်ရိုးရိုးလေးပြီးတော့ပေးသက်ပေါင်းတရားကောင်းတို့ကိုဒီနေ့ညဟောဖို့စိတ်ကူးထားပါတယ်လောကမှာညီညွတ်မှုမရှိရင်ချမ်းသာမှုဆိုတာမရှိနိုင်ဘူးလူစွာဆုံးမိမိတို့မိသားစုမညီညွတ်ဘူးဆိုရင်မိသားစုတစ်စုလုံးဘယ်လိုမှမချမ်းသာနိုင်ဘူးမိမိတို့ရက်ွက်မညီညွတ်ဘူးဆိုရင်မိမိတို့ရက်ွက်တွင်မှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေချမ်းသာဖို့မဖြစ်နိုင်ဘူးအဲ့ဒါလိုပဲမိမိတို့ရဲ့မြို့နဲ့မိမိတို့ရဲ့တိုင်းပြည်အလုံးမိကိုမိတင်းနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေအလုံးညီညွတ်ကြမှသာလျင်မေတ္တာတရားတည်းဟူသောအစေကပ်နေမှသာလျင်ချမ်းသာကြမယ်မြတ်စွာဘုရားလက်ထက်ကယန္တော်တွေစုပြီးတော့မြင်ရတာချမ်းသာတယ်ကြားရတာချမ်းသာတယ်ဘယ်ချမ်းသာကတော့ကောင်းတယ်လို့ချမ်းသာဒုက္ခနဲ့ပတ်သက်ပြီးတော့စကားပြောကြတာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားတကယ်ချမ်းသာခြင်းအစစ်ဆိုတာဘာလဲဆိုတာကိုမြတ်စွာဘုရားဟောထားတာလေးရှိတယ်ဒုက္ခဗုဒ္ဓနာမုပ္ပါရောဒုက္ခတတ္တမဒေသနာဒုက္ခသံဃတသမေတိသမေကနံတဘောဒုက္ခဗုဒ္ဓနာမုပ္ပါရောဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့ပွင့်ပေါ်တော်မူခြင်းသည်ဒုက္ခချမ်းသာလှပေ၏လောကမှာချမ်းသာတဲ့ချမ်းသာမှဆိုတာမြတ်စွာဘုရားပွင့်မှရတာမို့လို့မြတ်စွာဘုရားပွင့်ထုံးပေါ်ပေါက်တော်မူခြင်းသည်လောကကြီးအတွက်ချမ်းသာစေချမ်းသာမှမှာပဲဒုက္ခဗုဒ္ဓနာမုပ္ပါရောဒုက္ခတတ္တမဒေသနာတတ္တမဒေသနာဘလောင်းတရားကိုကြားရနာရခြင်းသည်ဒုက္ခချမ်းသာ၏ဘလောင်းတရားဆိုတာကြားရရုံနဲ့ပဲနှလုံးစိတ်ဝမ်းကိုအေးချမ်းစေစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုရင်ပိုလို့တောင်းချမ်းသာဒုက္ခကိုရစေတယ်စဉ်းစားဆင်ခြင်ုံမျှရင်ရက်မနေပဲနဲ့ကျင့်သုံးကြည့်မယ်ဆိုရင်တော့တကယ်အထုတိချမ်းသာကိုရနိုင်တယ်ဒါကြောင့်သူတော်ကောင်းတရားကိုနာယူကြည်ညိုရခြင်းသည်ဒုတိယမြောက်ချမ်းသာစေချမ်းသာမှာလေဒုက္ခဗုဒ္ဓနာမုပ္ပါရောဒုက္ခတတ္တမဒေသနာဒုက္ခသံဃတသမေကိသမကနံတဘောဒုက္ခသံဃတရှင်အပေါင်းလူအပေါင်းရှင်လူအပေါင်းတို့ရဲ့သမကနံညီညွတ်ခြင်းသည်ဒုက္ခချမ်းသာလှပေ၏ရှင်အပေါင်းလူအပေါင်းရှင်လူအပေါင်းလို့သံဃတဆိုတဲ့ပါဠိစကားအပိုက်ကလေးကိုအဲ့လိုပါလာပြန်တယ်မင်းကုန်းစတော်ကြီးကသံဃတသံဃာတော်ရှင်မြတ်တို့ရဲ့သမကနံညီညွတ်ခြင်းသည်ဒုက္ခချမ်းသာတယ်လို့ဒီလိုမပြန်မင်းနဲ့သံဃတဆိုတာကိုအစုအပေါင်းအဖွဲ့အစည်းလို့အဲ့ဒီအဓိပ္ပာယ်မျိုးတက်ရအောင်ဆိုတော့ဘုရားကြီးကအနက်မြန်မာပြန်တယ်သံဃတရှင်အပေါင်းလူအပေါင်းရှင်လူအပေါင်းတို့ဤရှင်ဆိုတာကတော့တာမဏေယဟန်ဒီလိုသူတော်ကောင်းချင်းကိုကျင့်ကြံကြတဲ့ပုဂ္ဂိုလ်လေးကိုရည်ရွယ်တာပေါ့လူဆိုတာကတော့ဒကာမပေါင်းသူတော်ကောင်းတို့ကိုရည်ရွယ်တာပေါ့နော်အဲ့ဒါလို့ရှင်အပေါင်းလူအပေါင်းရှင်လူအပေါင်းတို့ရဲ့ညီညွတ်ခြင်းတွေပါလေလို့ချမ်းသာတယ်သမကနံတဘောဒုက္ခနောက်ဆုံးချမ်းသာသမကနံညီညွတ်သူတို့ရဲ့တဘောကိလေသာငြိမ်းချမ်းအကျဉ်ကောင်းသည်ဒုက္ခချမ်းသာလှပေ၏ညီညွတ်နေုံမျှနဲ့ရက်မနေပဲနဲ့အဲ့ဒီညီညွတ်ခြင်းကိုအခြေခံပြီးတော့ရရှိလာတဲ့အခွင့်အရေးကိုလက်စုပ်လက်ကပြုပြီးတော့မြင့်မြတ်သောအကျင့်ကိုကျင့်ရမယ်ညီညွတ်ခြင်းသည်ချမ်းသာတယ်
အဲ့ဒီညီညွတ်ခြင်းကိုပဲအကြောင်းပြုပြီးတော့မြင့်မြတ်သောအကျင့်ကိုကျင့်မယ်ဆိုရင်လည်းချမ်းသာတယ်ဆိုလိုတာကမညီညွတ်ရင်ညီညွတ်ခြင်းကိုအကြောင်းပြုပြီးတော့ကျင့်ရမယ်ဆိုတဲ့သူတော်ကောင်းတရားကိုကျင့်ဖို့ဆိုတာမဖြစ်နိုင်ဟုတ်လားဆိုကြပါစို့လွယ်လွယ်လေးပဲစဉ်းစားကြည့်အိမ်တွင်းကြီးကဆူဆူပူပူဖြစ်နေတယ်တယောက်နဲ့တယောက်အမြင်တွေစောင်းပြီးတော့မကြည်မလင်တွေဖြစ်နေတယ်ဆိုလို့ရှိရင်မြင့်မြတ်သောအကျင့်ကိုအဲ့ဒီအချိန်မှာကျင့်ဖို့လွယ်ပါမလားလွယ်ပါဘူးအားလုံးသဘောထားတွေကွဲပြားပြီးတော့ဝိဝါဒတွေကွဲပြားပြီးတော့ငြင်းခုန်နေကြပဲရံဖြစ်နေကြပဲဆိုရင်ဒီနေ့မြင့်မြတ်သင်ကျသောအကျင့်ကိုအဲ့ဒီအချိန်မှာကျင့်နိုင်မှာမလားမကျင့်နိုင်ပါဘူးဒါကြောင့်ချမ်းသာဒုက္ခ၄မျိုးအဲ့ဒီမှာမြတ်စွာဘုရားဟောတာဘုရားပွင့်ခြင်းသည်ချမ်းသာတယ်သူတော်ကောင်းတရားကိုနာယူကြည်ညိုရခြင်းသည်ချမ်းသာတယ်ရှင်ပေါင်းလူအပေါင်းတို့ရဲ့ညီညွတ်ခြင်းသည်ချမ်းသာတယ်ညီညွတ်သူတို့ရဲ့မြတ်သောအကျင့်ကိုကျင့်သုံးရခြင်းသည်လည်းချမ်းသာတယ်လို့၄ပါးအဲ့ဒီမှာဟောတာအဲ့ဒါဦးဇင်းတို့ကဒီကနေ့တတိယအပိုက်ကလေးကိုအခြေချက်တွင်ပြီးတော့ပြောကြည့်ပါညီညွတ်ခြင်းသည်ချမ်းသာတယ်ဆိုတာလေးညီညွတ်ခြင်းသည်ချမ်းသာတယ်ဆိုတော့မညီညွတ်ဘူးဆိုရင်တော့မချမ်းသာဘူးဆင်းရဲမယ်လို့အတိပ္ပယ်ကတိတိကျကျထွက်နေတယ်ဟုတ်လားအေးဒါကြောင့်ဒီကနေ့ညငါမှာပေါင်းတော်ကောင်းတို့နာယူရမယ်တရားဒေသနာတော်ဒီညီညွတ်မှချမ်းသာတယ်တဲ့နော်ဒါကြောင့်စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုရောမြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုရောမြတ်ကိုယူသိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥပ္ပလေးချီထားကြနော်ကရုဏာတိတလဟရယပညာပိဇောတဝိဟတမောဟဓမ္မသန္တရမရလောကကရုဏေတုဂတံဂတိဝိမု တံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြတော်စိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအရာလေးဖြင့်ဝိသနာတိဟုသောမိုက်မောင်းကိုဖေခွာတော်မူပြီးထသောသန္တရမရလောကကရောလူလက်မြမတတဝါနန္ဒတို့၏ကြောင့်ဒီတန်တို့အလေးကလူပြုရာတဆူလေးသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု တံဒေဝမနုဿာတိရယနှင့်ပိဋကဒိဋ္ဌာနာယရှိငါတံဂတိတို့ပါလိသူတည်းကင်းလို့တော်မူ၏ထသောသူဝေတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်စွာတော်မူပါ၏ထသောဗုဒ္ဓသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗုဒ္ဓများကဲ့သို့ပြသထင်တဲ့သိမြင်ပေတတ်ဖျားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောဖို့တရားနာဖို့ကိုခေါ်ဆိုပြည့်ပရမတ်မှာကိုယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဘုနိဝနာမကာယဝေစီဝနောဖြင့်သုံးနေတော်ရပလာမဖြင့်ဒုက္ခယူကျိုးလက်ဆုံးမူကားရှိခိုးပုညတ်ပါ၏မြတ်စွာဘုရားညီညွတ်မှချမ်းသာပေညီညွတ်ရေးကိုရှေ့ရှုပြီးတော့ဒီတရားကိုစတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးတက္ကတိုင်းမှာတည်သုံးတော်မူစဉ်ခါကာလဆွေတော်မျိုးတော်များဖြစ်ကြတဲ့တာကီဝေမင်းသားမင်းသမီးများအုပ်ချုပ်တဲ့တာကီဝေမင်းမျိုးတွေတာကီမျိုးတွေကပိဝရုပြည်နဲ့ကောလိယပြည်ဆိုပြီးတော့နှစ်ပြည်တော်နေချင်းကပ်ပြီးတော့နေထိုင်ကြတယ်အဲ့ဒီနှစ်ပြည်တော်ရဲ့ကြားမှာရည်စည်းရည်လာအများကြီးမကောင်းလှတဲ့ရောဟိနီမြစ်ဆိုတာရှိတယ်အဲ့ဒီရောဟိနီမြစ်ကလေးကိုပဲသူတို့အမိပြုပြီးတော့စိုက်ပျိုးရေးလုပ်ကြရတယ်အဲ့ဒါတစ်နှစ်မှာတော့နောင်မိုးနေတဲ့အတွက်ကြောင့်ရောဟိနီမြစ်ကြီးဟာစိုးစိုးစီစီခန်းတယ်
အဲ့ဒါလို့သောသောသတိခံတော့ကောလိယတိုင်းပြည်မှာရှိတဲ့တာဂီဝင်တွေကကပိလဝမှာနေတဲ့ညတဲ့တာဂီဝင်တွေစီသွားပြီးတော့ငါတို့ရဲ့လေတွေဟာတရေလောက်တိုက်လိုက်တာနဲ့တရေလောက်ယူလိုက်တာနဲ့အောင်တော့မှာပါဒါကြောင့်ဒီရေကျွင်းရေချင်လေးကိုတို့ကိုပေးပါအဲ့လိုပြောတော့ကပိလဝကလူတွေကဟေးမင်းတို့ကိုပေးရင်တို့လေတွေအကုန်သေးမှာပေါ့အဲ့ဒီတော့မင်းတို့သမားတွေထွက်မှာတို့ကမင်းတို့အိမ်လိုက်ပြီးတော့ဝယ်ရမှာလားအဲ့လိုနဲ့တူတူပြောရတော့ဒီရေခွဲဝေမှုကိုအကြောင်းပြုပြီးတော့မသိမမြတ်ဖြစ်တယ်အဲ့ဒီမသိမမြတ်ဖြစ်တာကဘယ်ကစဖြစ်တယ်လဲဆိုတော့လေသမားတွေကစဖြစ်တယ်နော်အဲ့လိုလေသမားတွေကစပြီးတော့ဖြစ်ရင်နဲ့အဲ့ဒီလေသမားတွေကအချင်းချင်းတခါတည်းတယောက်ကိုတယောက်အသာရပြီးရောဆိုပြီးတော့မင်းတို့ကိုအုပ်ချုပ်နေတဲ့မင်းတို့ရဲ့မင်းတွေကတကယ်စင်စစ်တော့အနုအဝဲတွေကနေစပြီးတော့ကြီးပွားလာတာကွာကပိလိုမြေကလူတွေကကောလိယတာဂီဝေတွေကိုအဲ့လိုနေနေတာပို့ပြီးတော့စကားစစ်ထိုးတာပေါ့လေအဲ့ဒီမှာကောလိယကလူတွေကလည်းဟေးမင်းတို့တာဂီဝေတွေကကပိလိုကလူတွေကခွေးတွေစိတ်တွေတို့မောင်နှမအရင်ချင်းယူကြတဲ့လူတွေအဲ့လိုပုဂ္ဂိုလ်တွေရဲ့လေးတွေများတွေလက်နဲ့တွေကဘာများဆွမ်းထက်မှလဲအဲ့လိုတယောက်ကိုတယောက်နားအောင်ပြောတဲ့စကားတွေကမင်းကြီးမင်းသားတွေရဲ့နားကိုပေါက်ကြားတယ်အဲ့လိုလဲပေါက်ကြားတော့ဒေါသတွေအကြီးကျယ်ထွက်ဆွေမျိုးချင်းအဲ့ဒီမှာမုန်းညံ့နောက်တော့ဘယ်လောက်ဒီဘလို့ပြင်းထန်လာလဲဆိုတော့ကပိလောကတာဂီဝင်တွေကလည်းဟေ့ခွေးတွေနွားတွေလိုအိမ်တော်ပြုတဲ့တို့တာဂီဝင်တွေရဲ့အစွမ်းကိုပြကြမယ်ဟေ့အနူတွေကနေပြီးတော့ကြီးပွားလာတယ်ဆိုတဲ့တို့တာဂီဝင်တွေရဲ့အစွမ်းကိုလည်းပြကြမယ်ဆိုပြီးတော့ကောလိယကလည်းစစ်ကြီးချီလာတယ်ကပိလောကလည်းစစ်ကြီးချီလာတယ်သောဟိနီမြင့်ရဲ့တောင်ပြင်ပေါ်မှာတယောက်ကိုတယောက်အနိုင်ကျင်းကြတယ်ပေါ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ဟုတ်လားမှန်ပါပါဗျာအဲ့လိုစစ်ကြီးဖြစ်လို့သွေးချောင်းစီးမဲ့အခြေအနေကိုဘုရားမြတ်စွာသိတော်မူမြင်တော်မူတော့ရွှေတော်မျိုးတော်တွေရဲ့ပုံမှာထားတဲ့ကရုဏာတရားနှိုးဆော်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကောင်းကင်ခရီးကဇန်ရင်စီးပြီးတော့ကြွတယ်ကြွလာပြီးတော့အဲ့ဒီရောဟိနီမြင့်ရဲ့အလေကောင်ကောင်းကင်ပြင်မှာမြတ်စွာဘုရားတဲ့ဝဲဖွဲ့ခွေထားတယ်အဲ့ဒီမှာပထမဦးစွာမြတ်စွာဘုရားရဲ့ညီငိုတဲ့ရောင်ကြီးစံတော်တို့ဘုဇိတော်တို့မျက်နှာတော်တို့ကထွက်တဲ့ရောင်ကြီးပေါ့နော်အဲ့ဒီညူမင်းတဲ့ရောင်ကြီးတွေတစ်ခုလုံးလှုပ်လိုက်တာအကုန်လုံးအပေါင်ကျတယ်အဲ့ဒီမှာအလုံးထိတ်လန့်တုန်လှုပ်သွားတဲ့အချိန်မှာပဲမြတ်စွာဘုရားဩဒန္တရောင်ကြီးတဲ့ဖြူဝင်းတဲ့ရောင်ကြီးကိုပြန်ပြီးတော့လှုပ်တော့ဩမြတ်စွာဘုရားပါလားလို့အကုန်လုံးမြတ်စွာဘုရားကိုလည်းပူရရောလေးတွေများတွေဓာတ်တွေလှမ်းတွေအကုန်လုံးအောက်ချပြီးတော့အလုံးလက်အုပ်ချကြအဲ့ဒီမှာမြတ်စွာဘုရားကတကားတော်တာဂီဝင်မင်းတို့ဒီနေရာကိုမလုပ်လာကြတာတော့သိပါလျက်နဲ့မေးတာနော်မှန်ပါဗျာအဲ့ဒီတော့ဘုရားလည်းမနေပါဘူးမှန်လားပါဗျာတပည့်တော်တို့အပျော်လန်းခရီးထွက်လာတာမဟုတ်ပါဘူးတယောက်ကိုတယောက်အနိုင်ကျင့်ပြီးတော့တပ်ဖြတ်ဖို့စစ်ခင်းဖို့ထွက်လာတာပါအဲ့ဒီတော့ဘယ်အကြောင်းကြောင့်အဲ့လိုစစ်ကြီးဖြစ်ကြမှာတော့မှန်လားပါဗျာဒီရောဂီမီမြစ်ရေခွဲဝေခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်ကြမှာပါဗျာအေးအဲ့ဒါလို့ဆိုလို့ရှိရင်ငါမေးသမ်းမှာဟုတ်တယ်မင်းတို့အကြောင်းပြုပြီးတော့ဖြစ်တဲ့ဒီရေကမင်းတို့ရဲ့အသက်ထက်များပိုးပြီးတော့တန်ဖိုးရှိလို့လားတဲ့ပြည့်တဲ့ရေနဲ့လူအသက်ဘယ်ဟာကတန်ဖိုးရှိလဲဒါပေမဲ့ခက်တော့ခက်တာပဲနော်လူတွေဟာအသိဉာဏ်ရှိပါတယ်လို့ကိုတော့ထင်ကြတာပဲရှိတော့လည်းရှိပါတယ်ဒါပေမဲ့တစ်ခါကျတော့လည်းပဲတော်တော်မိုက်မဲတယ်လို့ပြောရတယ်တန်ဖိုးမရှိတဲ့ရေအတွက်နဲ့တန်ဖိုးရှိတဲ့အသက်တွေကိုသူတို့မလုပ်ကြပါတော့စရေးကြပါဟုတ်ရဲ့လားရေနဲ့အသက်နဲ့ကိုမလုပ်ကြပါတော့လဲကြပါမမိုက်ဘူးလားတာမန်တွေးကြည့်တော့ရေနဲ့အသက်နဲ့လဲစရာအကြောင်းမရှိပါဘူးဟုတ်ရဲ့လားသို့တော့ဒီရေကိုအကြောင်းပြုပြီးတော့အတ္တမာနတွေထိပါလာတော့ဒေါသတွေပြင်းထန်လာတော့ဒီရေကိုပဲအကြောင်းပြုပြီးတော့တယောက်ကိုတယောက်မလုပ်ကြမယ်တတ်ကြအဲ့ဒီမှာမြတ်စွာဘုရားကရှင်သားတို့တန်ဖိုးမရှိတဲ့ရေအတွက်နဲ့တန်ဖိုးရှိတဲ့အသက်ကိုတင်လို့တတ်ကြမယ်ဆိုတာလုံးဝမသိတော့ဘူးဆိုပြီးတော့သူဒုက္ခဝတ္တဇေဝမှာဝေရိနေသူအဝေရိနောဝေရိနေသူမနုသေသူဝိဟာရမအဝေရိနောသူဒုက္ခဝတ္တဇေဝမှာအာတုရေသူအနာတုရာအာတုရေသူမနုသေသူဝိဟာရမအနာတုရာ
သူဒုက္ခဝတ္တဇေဝမဥဒ္ဓကေတုအနုဒုက္ခဥဒ္ဓကေတုမနုကေတုဝိဟာရမအနုဒုက္ခလို့ဂါထာလေးသုံးဖို့အဲ့ဒီမှာမြတ်စွာဘုရားကောင်းကင်ကနေဟောတယ်ဒီဂါထာလေးကတော်တော်ကောင်းတာပဲဗျဒါလေးကိုလည်းလောက်နာယူကြည့်အောင်နော်ရေမယာအချင်းကားတို့သည်ဝေဒီနေသူယံရှိကြကုန်သောယံများ၍နေကြကုန်သောမနုဿေတုလူတို့၌အဝေဒီနောယံကင်းကြကုန်သည်ဖြစ်၍ဝိဟာရမနေကြပါကုန်၏ဒီမယထိုငါတို့သည်ဝေဒီနေသူယံလေးများ၍နေကြကုန်သောပုဂ္ဂိုလ်တို့၌အဝေဒီနောယံကင်းကြကုန်သည်ဖြစ်၍သူဒုက္ခအလွတ်အလုံးချမ်းသာစွာဇေဝမဝတ္တအသက်ရှင်ကြရပေကုန်စွာတကားမြတ်စွာဘုရားကကိုတော်မြတ်နဲ့ကိုတော်မြတ်ရဲ့တန်ခါတော်တွေကိုရည်ရွယ်ပြီးတော့ဒီလေးကိုပြောလိုက်တာဟုတ်လားလောကကြီးကယန္တိများတယ်လောကကြီးကိုကြည်လိုက်ရင်ဒေါသတွေနဲ့ပူလောင်နေတဲ့လူသားတွေပဲများတယ်မကြည်တတ်မှုတွေနဲ့ပင်ပန်းနေတဲ့လူတွေပဲများတယ်အဲ့လိုမကြည်တတ်မှုတွေမပြေလည်မှုတွေစိတ်နှလုံးမငြိမ်းချမ်းမှုတွေနဲ့ဒေါသမီးတောက်လောင်နေတဲ့လူတွေရဲ့ကြားထဲမှာဒေါသမီးကိုငြိမ်းသက်ပြီးတော့တို့ငြိမ်းငြိမ်းချမ်းချမ်းနေကြပါလေတဲ့အဲ့လိုငြိမ်းငြိမ်းချမ်းချမ်းနေရတဲ့အတွက်ကြောင့်တို့ရဲ့အသက်ရှင်ခြင်းဟာအလုံးအလုံးချမ်းသာတဲ့အသက်ရှင်ခြင်းပါတဲ့ဒီတဲ့ရေငွေကြီးဥစ္စာတွေဂုဏ်ပကသနာတွေနဲ့ပြည့်စုံတာကိုအလုံးအလုံးချမ်းသာတဲ့အသက်ရှင်ခြင်းလို့မပြောပါဘူးဟုတ်လားယန္တိများပြီးတော့ဒေါသတွေများနေတဲ့လောကကြီးထဲမှာယန္တိနေအောင်ကြိုးစားဒေါသတွေနေအောင်ကြိုးစားပြီးတော့အမုန်းတရားတွေနေအောင်ကြိုးစားပြီးတော့မေတ္တာတရားနဲ့ပျော်မွေ့နိုင်သောပုဂ္ဂိုလ်တို့ဒီလာတဲ့ချမ်းသာတာအသက်ရှင်နေလို့ပြောလို့ရတယ်ကိုယ်ဘဝဘယ်ပုံစံသက်ရှင်နေတာလဲဆိုတာကိုဒီပေဒံနဲ့တိုင်းရမယ်နော်လောကကြီးကယန္တိများတယ်ရံများတဲ့လောကကြီးကိုလိုက်ပြီးတော့ကိုကတက်တည်ခတ်ပြီးတော့ကိုလည်းရံလိုက်များမယ်ဆိုရင်တော့ကိုယ်ဘဝဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်နော်ရံများတဲ့ဒေါသဖြစ်เสียအကြောင်းတရားတွေကတော့ကိုယ်ပတ်ဝန်းကျင်မှာပြည့်နေအောင်မရှိဘူးလားရှိပါရဲ့ရှိတယ်မကျင်တတ်စရာတွေမုန်းတီးစရာတွေကတော့ရှိတာပဲအဲ့ဒီမကျင်တတ်စရာတွေမုန်းတီးစရာတွေရံများစရာတွေရှိနေတဲ့ဂျားတွေကိုကရံမရှိအောင်အမုန်းမရှိအောင်ဒေါသမရှိအောင်ကြိုးစားပြီးတော့မေတ္တာတရားနဲ့မလုပ်ကြမှာလို့ထူထောင်ကြရတယ်ဒါကိုမြတ်စွာဘုရားကရည်ရွယ်ပြီးတော့ယံအဝတ္တများတဲ့ဒေါသအဝတ္တကြီးတဲ့လောကကြီးထဲမှာတို့ယံမရှိဘဲနဲ့နေပါလေတဲ့အဲ့ဒါလိုနေနိုင်တဲ့အတွက်ကြောင့်တို့ရဲ့အသက်ရှင်ခြင်းမျိုးဟာအဝတ္တချမ်းသာပါလေလို့မြတ်စွာဘုရားကတိဟနာဒသဘောမျိုးပေါ်လေကျုံဝါလာအားကြကြမကောင်းဘူးလားဒီဒါကြောင့်ပေးသဘောသူတော်ကောင်းတို့ဒီကထာလေးရဲ့အဆုံးအမဆုံးဖြတ်ချက်ချက်ရတယ်ဒေါသများတဲ့လောကကြီးထဲမှာဒေါသနည်းအောင်တို့နေမယ်ဒါမှတို့ရဲ့ဘဝချမ်းသာပဲဟုတ်လားနောက်ဒုတိယဂါထာလေးဆက်ပြီးတော့နာယူပါအောင်သူဒုက္ခဝတ္တဇေဝမှာအာတုရိတုအနာတုရာအာတုရိတုမနုဿေတုဝိဟာရမအနာတုရာရေမယာခြင်းငါတို့သည်အာတုရာကိလေသာတို့ဖြင့်တာခြင်းခံခဲ့၍နေကြကုန်သောမနုဿေတုလူတွေရဲ့ကြားထဲမှာအနာတုရာကိလေသာဖြင့်နာခြင်းခြင်းမရှိကြကုန်သည်ဖြစ်၍ဝိဟာရမနေကြပါကုန်၏ဒီမယာထိုကဲ့သို့နေနိုင်ကြသောငါတို့သည်အာတုရိတုကိလေသာတို့ဖြင့်နာခြင်းနေကြတဲ့ပုဂ္ဂိုလ်ရဲ့ကြားထဲမှာအနာတုရာကိလေသာတို့ဖြင့်နာခြင်းခြင်းမရှိကြကုန်သည်ဖြစ်၍ဒုက္ခဝတ္တအလုံးအလုံးချမ်းသာစွာဇေဝမဝတ္တအသက်ရှင်ကြရပေကုန်စွာတကားဟောဒီလူလောကကြီးအလုံးတတ္တလောကကြီးလို့တော့ပြောလို့ရပါတယ်တတ္တဝါမှန်သမျှများသောအားဖြင့်အလိုဆန္ဒတွေနဲ့စိတ်နှလုံးဟာနာကျင်ခံခဲ့တယ်။ຢာကမြားဆူးတယ်လို့ဆိုတာနော်။မကြည်တတ်မှုတွေနဲ့ပူလောင်တယ်။ဒေါသမီးလောင်တယ်လို့ဆိုတာပေါ့နော်။မောဟတရားတွေနဲ့တွေ့ဝေတယ်။မောဟအမိုက်တိုက်ထဲမှာနေရတယ်လို့ဆိုတာပေါ့နော်။အဲ့ဒါလိုຢာကဒေါသမောဟအဆန်းရှိတယ်မကောင်းတဲ့ကိလေသာတရားတွေနဲ့နာကျင်ခံခဲ့နေကြတဲ့တတ္တဝါတွေရဲ့ကြားထဲမှာအဲ့ဒီတတ္တဝါတွေရဲ့စိတ်နှလုံးကိုနာကျင်စေတဲ့တရားတွေမရှိဘဲနဲ့စိတ်ရဲ့ကျမ်းမာရေးကြည်ဝစွာနဲ့လို့တောင်ပြောလို့ရတယ်နော်ခန္ဓာကိုယ်ကြီးနာတာကိုတော့လူတိုင်းသိနိုင်တယ်သို့တော့စိတ်နာတာကိုကြတော့တတိထားမိခဲ့ဟုတ်ရဲ့လားဒီနေရာမှာမြတ်စွာဘုရားကခန္ဓာကိုယ်ရဲ့ကျမ်းမာရေးမကောင်းဖောက်ပြန်တာကိုဦးစားပေးပြီးတော့မပြောဘူးစိတ်ရဲ့နာကျင်ကြိုက်ခဲခြင်းကိုဦးစားပေးပြီးတော့ပြောတာ
ဟုတ်လားအာလုံးသောတတ္တဝါတွေအများသူရဲ့စိတ်နှလုံးဟာဘယ်လိုဖြစ်နေလဲဆိုရင်နာကျင်ကြိုက်ခဲနေတယ်မတတ်တာနော်အဲ့လိုနာကျင်ကြိုက်ခဲမှုတွေနဲ့မသက်မသာဖြစ်နေကြတဲ့တတ္တဝါတွေရဲ့ကြားထဲမှာဒီကိလေသာတွေကိုမိမိရဲ့အသိဉာဏ်ပညာနဲ့ဖယ်ရှားပြီးတော့နာကျင်ခံခဲ့မှုတတ်တာအောင်နေနိုင်ကြတယ်တဲ့ဘုရားယန္တာရိယသူတော်ကောင်းကြီးတွေကတော့ယန္တာဖြစ်သွားပြီဆိုတော့နာကျင်မှုလုံးဝမရှိတော့ဘူးပေါ့နော်သောတာပန်ဆိုရင်တောင်မှလည်းပဲအင်မတန်ကြမ်းတမ်းတဲ့နာကျင်မှုတွေမရှိတော့ပါဘူးဟုတ်လားကိလေသာထဲမှာအနာကျင်ဆုံးကတော့တက္ကာယဒိဋ္ဌိဖြစ်မယ်နဲ့တူပါရဲ့ဟုတ်လားငါဆိုပြီးတော့ဒီနော်အဲ့ဒီငါကိုပဲအကြောင်းပြုပြီးတော့အလုံးစုံသောအကုသိုလ်တရားတွေတော့ဖြစ်တယ်လို့ပြောလို့မရဘူးလားပြောပါရစေဟုတ်လားအဲကြောင့်ဦးဇင်းတို့ဒီဆိုဘုရားကြီးကမကောင်းမှုအကုသိုလ်မှန်သမျှသည်အတ္တဒိဋ္ဌိကိုအကြောင်းပြုပြီးတော့ဖြစ်တာလေအတ္တဒိဋ္ဌိဆိုတာတက္ကာယဒိဋ္ဌိကိုပြောတာပါပဲအဲ့ဒီတော့ဒီမှာဆိုလိုတာကအဲ့လိုကိလေသာတရားတွေနဲ့နာကျင်ခံခဲ့နေကြတဲ့တတ္တဝါတွေရဲ့ကြားထဲမှာကိလေသာကင်းပြီးတော့နာကျင်ခံခဲ့မှုမရှိဘဲနဲ့နေရတဲ့အတွက်ကြောင့်တို့ရဲ့အသက်ရှင်ခြင်းဟာအင်မတန်ချမ်းသာပါလေတဲ့မြတ်စွာဘုရားကအားကြတဲ့စိတ်မွေးရမှာနော်လက်ဒုတိယဂါထာရဲ့အဓိပ္ပာယ်နောက်တတိယဂါထာရဲ့အဓိပ္ပာယ်ဆက်ပြီးတော့နာပါအောင်ဒုက္ခဝတ္တဇေဝမှာဥဒ္ဓကေတုအနုဒုက္ခဥဒ္ဓကေတုအနုသေတုဝိဟာရမအနုဒုက္ခရေမယခြင်းကားတို့သည်ဥဒ္ဓကကာမဂုဏ်ကိစ္စတို့၌လုံလကျုပ်ကိုအားထုတ်၍ကြောက်ကြဆိုက်၍နေကြကုန်သောမနုသေတုတို့၌အနုဒုက္ခကြောက်ကြဆိုက်ထုတ်ခြင်းမရှိပါဘဲလျင်ဝါကြောက်ကြမှုတောင်းတမှုကင်းကြကုန်သည်ဖြစ်ပါ၍ဝိဟာရမနေကြပါကုန်၏ဒေမယတို့ငါတို့သည်ဥဒ္ဓကေတုကိလေသာတို့ဖြင့်ကြောက်ကြဆိုက်၍နေကြကုန်သောပုဂ္ဂိုလ်တို့မှာအနုဒုက္ခကိလေသာတို့ဖြင့်ကြောက်ကြဆိုက်ခြင်းမရှိကြကုန်သည်ဖြစ်၍ဒုက္ခအလွန်အလုံးချမ်းသာစွာဇေဝမဝတ္တအသက်ရှင်ကြကြပေကုန်စွာ၎င်းဟောဒီလောကကြီးကတလူလူတရားရနဲ့ဘာတွေကြိုးစားနေတာလဲယူပိုင်းဆိုင်ရာလှုပ်ရှားနေတာတွေမရှိဘူးလားရှိပါပါတယ်ငြိမ်နေဆိုတာရှိကိုမရှိဘူးအိတ်နေတဲ့အချိန်တော့ကောင်းကောင်းမငြိမ်ဘူးဟုတ်ရဲ့လားဒါယူပိုင်းဆိုင်ရာမျက်စိနဲ့မြင်ရတဲ့မငြိမ်ခြင်းပေါ့စိတ်ပိုင်းဆိုင်ရာတွေကလည်းတလှုပ်လှုပ်နဲ့ကြောက်ကြစိုက်နေတာမရှိဘူးလားရှိတာပေါ့စေတနာကောင်းဆောင်တဲ့နန္တရားတွေကတလှုပ်လှုပ်တရားရတဲ့သူအမြဲတမ်းနှိုးဆော်နေတယ်သင်္ခါရခန္ဓာနော်ကောင်းတာတွေလုပ်မယ်မကောင်းတာတွေလုပ်မယ်ပေါ့ဟုတ်လားအဲ့ဒါလိုကမ္မဆိုတဲ့သဘောမျိုးနဲ့အလုပ်တွေလုပ်ပြီးတော့တလှုပ်လှုပ်တရားရတဲ့ကြောက်ကြစိုက်နေကြတဲ့လူတွေရဲ့ဈာထဲမှာနော်ဘုရားမှုရှိတဲ့ရိယာသံဃာတော်ကြီးတွေကတော့ယဟန္တာကြီးတွေကတော့အဲ့ဒါလိုကိလေသာတရားနဲ့ကြောက်ကြစိုက်မှုဆိုတာသူတို့မှမရှိတော့ဘူးကြောက်ကြမှုဆိုတာမရှိတော့ဘူးနော်အဲ့ဒါလိုမရှိတဲ့အတွက်ကြောင့်သူတို့ရဲ့အသက်ရှင်ခြင်းဟာအလွန်အလွန်ချမ်းသာတယ်လို့ဒီလိုဆိုလို့လားအဓိပ္ပာယ်၃မျိုးနော်ဒေါသတွေရန်တွေနဲ့ပူလောင်နေတဲ့လောကကြီးထဲမှာဒေါသတွေရန်တွေငြိမ်းပြီးတော့နေရတဲ့အတွက်ကြောင့်ဒုက္ခကအလွန်ချမ်းသာတယ်ဒါပထမကဏ္ဍနော်ကိလေသာတရားတွေနဲ့နာကျင်ခံခဲ့နေကြတဲ့လူသားတွေရဲ့ဈာထဲမှာကိလေသာတရားငြိမ်းအောင်ကြိုးစားပြီးတော့နေရတဲ့အတွက်ကြောင့်တို့ရဲ့ဘဝအသက်ရှင်ခြင်းဟာအလွန်ချမ်းသာတယ်ဟုတ်လားအတ္တနိယဂါထာကတော့ကာမဂုဏ်အာယုန်တို့မှာကြောက်ကြစိုက်ထုတ်လုံးလကျွတ်ကုန်နေကြတဲ့လူတွေရဲ့ဈာထဲမှာကြောက်ကြစိုက်ထုတ်ခြင်းကင်းပြီးတော့နေရတဲ့အတွက်ကြောင့်တို့ရဲ့ဘဝအသက်ရှင်ရတာအလွန်ချမ်းသာတယ်လို့မြတ်စွာဘုရားဒီဂါထာကိုဟောတော့ညာစွာသောတတ္တဝါတို့သည်အကျွတ်တရားရကြကုန်၏ဆိုပြီးတော့ဓမ္မပဒမှာတော့အဲ့လိုအဆုံးသတ်တယ်ဒါပေမဲ့တရားကမဆုံးသေးဘူးခုမှစမလို့လို့ရှိပြီဟင်ဒီမှာကြီးတွေတနာရီ15မိနစ်ဟိုဘက်တော့မဟုတ်ပါဘူးဟုတ်လားအေးအဲ့ဒီမှာမြတ်စွာဘုရားကဒီဂါထာကိုဟောတော့အများကြီးအကျွတ်တရားရကြတယ်လို့ဓမ္မပဒကပြောတယ်ဒါပေမဲ့လို့မြတ်စွာဘုရားတရားကိုမသိမှဘူးအဲ့ဒီရွှေတော်မျိုးတော်မင်းကြီးမင်းသားတွေအဓိကစစ်ထိုးရမယ့်ပုဂ္ဂိုလ်တွေပေါ့လေအဲ့ဒါတွေကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားကအိုးမင်းတို့ဆိုပြီးတော့ပါဠိဝေမင်းတွေကိုအိုးမင်းတို့လို့ခေါ်ပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာဇတ်တော်တွေဟောတယ်အဲ့ဒီဇတ်တော်တွေဟောခြင်းရဲ့ရည်ရွယ်ချက်ကတော့ညီညွတ်မှချမ်းသာမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တာမညီညွတ်ခြင်းသည်ဆင်းရဲတယ်ရံများခြင်းသည်ဆင်းရဲတယ်တယောက်ကိုတယောက်မုန်းတီးပြီးတော့ကိုယ်ကြပြေးကြရတာလေဟာဆင်းရဲတယ်ဒါကိုမြတ်စွာဘုရားရည်ရွယ်ပြီးတော့ပြောတာ
ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားစပြီးတော့ဘယ်ဇက်ကိုဟောတယ်ဆိုတော့ဦးဇင်းတို့ဖန္ဒနာဇက်ဆိုတာကိုဟောတယ်မပြောပလောက်တဲ့အရာကိုအကြောင်းပြုပြီးတော့ရံမျိုးတွေမခွဲရဘူးတော်ရုံတန်ရုံဟာကိုတီးခံနိုင်ရတယ်အသေးအမွှားလေးကိုစိတ်ထဲကမကြည်မနှက်ဖြစ်ပြီးတော့ဒါကိုပုံကြီးချဲပြီးတော့စိတ်ထဲကမခံနိုင်ဖြစ်နေခြင်းဒီအဲ့ဒါပျက်စီးခြင်းရဲ့အကြောင်းပဲဟုတ်လားဒါကြောင့်အခုလည်းပဲသူတို့ဘာမှမဟုတ်တဲ့တယောက်ရဲ့ဂုဏ်ကိုတယောက်ထိခိုက်ပြီးတော့ပြောတာလေးကိုအကြောင်းပြုပြီးတော့တယောက်ကိုတယောက်အသေးသက်ကြတာဟုတ်လားဒါကြောင့်ရှင်းလုံးကဘာမဟုတ်တဲ့အကြောင်းလေးကိုရံညှိုးဖွဲ့ပြီးတော့တယောက်ကိုတယောက်ဖျက်ဆီးကြတဲ့အတွက်ကြောင့်နှစ်ဦးနှစ်ဖက်အကျိုးမဲ့ပြီးတော့ပျက်စီးခြင်းကြီးစွာပျက်စီးခဲ့ရတဲ့အဖြစ်ကိုမြတ်စွာဘုရားယုတ်ကစုနဲ့ကြီးဖြစ်တုန်းကမြင်တော်မူသိတော်မူခဲ့တာကိုတဆင့်ပြန်ပြီးတော့ပြောပြတယ်ဖန္ဒနာဇတ်တဲ့အကျဉ်းမြင်လေးတွေပဲပြောသွားမှာနော်အေးအဲ့ဒီဖန္ဒနာဇတ်တော်မှာဦးဇင်းတို့ဘုရားလောင်းကြီးကတောဝကြီးတစ်ခုထဲမှာယုတ်ကစုနဲ့ပင်ဖြစ်တယ်ဗလမကမ်းမှာဦးဇင်းတို့ကျုပ်ပင်ကြီးတပင်ရှိတယ်ဗျအဲ့ဒီကျုပ်ပင်မှာကျုပ်ပင်ဆောင်နှက်ကလည်းရှိတယ်တနေ့တော့အဲ့ဒီကျုပ်ပင်ကြီးရဲ့အောက်ကိုဝဝကြီးတွေကောင်မှလာပြီးတော့အိတ်တာအရှိကောင်းကောင်းနဲ့သူလာပြီးတော့အိတ်တာအဲ့လိုအိတ်ကောင်းနေတော့လေတစ်ချက်ကခက်ကြမ်းကြမ်းလေးဝှေ့လိုက်တော့အဲ့ဒီကျုပ်ပင်ရဲ့၆နေတဲ့အကိုင်းတိုင်းကရုံးဆိုတခါလဲကျုပ်ပြီးတော့အောက်မှာဇိမ်နဲ့အိတ်နေတဲ့ဝဝရဲ့ဘိုက်ပေါ်ကိုပြုတ်ချအဲ့လိုပြုတ်ကြတော့ဘုန်းကြီးကအိယာကနေအလံတန်းလုံးပြီးတော့ဘာလဲမသိဘူးဆိုသူထပြီးတော့ပြေးတယ်ရန်သူများလားဘုံအဲ့လိုထပြေးပြီးတော့ခလန်းတော့မှသူနောက်ပြန်လှည့်ကြည့်တယ်ဘာရန်သူမှတဲ့အရေးအရာမတွေ့ရပါလားအဲ့ဒါနဲ့သူကဒီနေ့ပြန်လာပြီးတော့ကြည့်တော့တေကန်ကြီးအကြီးကြီးတွေ့အဲ့ဒီတော့အရာမဟုတ်ရမှာသူရန်မျိုးဖွဲ့တယ်ဘာလို့လဲဆိုတော့ဟောဒီကျုပ်ပင်စောင်းတဲ့နတ်ဟာငါသူ့အပင်အောက်မှာအိတ်တာကိုသူမနာလို့မရှုစိတ်လို့ငါ့ကိုတိတ်ကိုင်းတွေချိုးချပြီးတော့နှိပ်စက်တာတင်တယ်လေငါအကြောင်းသိစေရမယ်ဆိုပြီးတော့ကျုပ်ပင်ကိုတခါတည်းခြေသေးတဲ့တွေနဲ့ကုတ်ပြီးတော့ရန်မျိုးဖွဲ့သွားတာဝဝင်ကြီးကဟုတ်လားအဲ့လိုရန်မျိုးဖွဲ့ပြီးတော့ဒီကျုပ်ပင်စောင်းတဲ့ရဲ့ပစ္စည်းကြောင်းကိုပဲသူတွေးပြီးတော့နေရင်းနဲ့သူတနေ့ရောက်တော့လက်သမားတွေဒါတွေပစိန်တွေလွှာတွေကျိုးတွေနဲ့တခါလေလေးငယ်ရောက်တိုးလေးဝင်လာတာမြင်တော့ဟာဒါအကွက်ဆိုင်တာပဲဆိုပြီးတော့အဲ့ဒီဝဝင်ကြီးကအဲ့ဒီလူတွေနားကိုသွားပြီးတော့လူစကားနဲ့ပြောတယ်တဲ့ကမ္ဘာလောကကြီးကအင်မတန်ကျေဝန်းတယ်အင်မတန်ရှည်လျားတယ်တခါမှသိထူးဆန်းတဲ့ဖြစ်ပျက်တယ်အဲ့လိုလူစကားနဲ့ပြောတော့ဟိုလူတွေကတော်တော်အော်တယ်ဝင်ဖြစ်ပါလေနဲ့လူစကားနဲ့ပြောသလားအော်တယ်အဲ့ဒါနဲ့နားဆိုင်ဆောင်တယ်ဘာလဲဆိုတော့သင်တို့တွေဒီလိုလေးဘာလို့လာတာတို့အဲ့တော့တို့လဲဘိန်းလုံးမလို့တစ်သားလို့တစ်သားလာခုတ်တာဟောဘိန်းလို့မလို့လားဘိန်းလို့မလို့ဆိုလို့ရှိရင်လေကျိုးသားများအင်မတန်ကောင်းတယ်တခါလေနှင်းပြီးတော့တွဲပြီးတော့ခံတာကျိုးနိုင်သေးတယ်ပြက်နိုင်သေးတယ်ဒါကြောင့်ကျိုးသားကိုသင်တို့ရအောင်ရှာပြီးတော့ခိုးလို့ဒါဘုလူတွေကဝုတ်ဝင်ကြီးကလာပြီးတော့အကြံပေးတယ်ဆိုတော့တို့အင်မတန်လက်ကောင်းတာလေအဲ့ဒီတော့ကျုပ်ပင်ကဘယ်မှာတော့လို့မေးတော့အဲ့ဒီကျုပ်ပင်ရှိတဲ့နေရာခေါ်သွားပြီးတော့ဟောတာကျုပ်ပင်ပဲရန်ညိုးဖွဲ့ပြီးတော့လုပ်တာနော်အဲ့ဒါလိုပြောပြီးတော့ဘုန်းကြီးကထွက်သွားတယ်ဘုန်းကြီးထွက်သွားတော့ကျုပ်ပင်ဆောင်တကကြည်စံငါအပင်ငါဗိမာန်နဲ့ပြည့်စည်ရင်ငါလည်းပြည့်စည်ရတယ်ဘာမဟုတ်တဲ့အကြောင်းနဲ့ငါအပေါ်မှာရန်ညိုးဖွဲ့ပြီးတော့ငါရဲ့အကျိုးစီးပွားမဲ့ကိုလုပ်တဲ့ဝက်ဝင်ဒင်းလည်းပဲသိစေရမယ်ဆိုပြီးတော့ကျုပ်ပင်ဆောင်တက်ကလူရောင်ဖန်ဆင်းတယ်လူရောင်ဖန်ဆင်းပြီးတော့အဲ့ဒီနားမှာရောက်လာပြီးတော့အချင်းတို့ဘာလို့ကြမလို့တော့လှဲဘင်းလို့ဖို့ဒီကျုပ်ပင်ကြီးကိုခုတ်မလို့ဟုတ်တယ်ကောင်းတာပေါ့တို့တော့ကျုပ်ပင်ကိုခုတ်ပြီးတော့လှဲဘင်းလို့ပဲဆိုရင်အဲ့ဒီလှဲဘင်းရဲ့အပေါ်ကြီးကပတ်ဖို့အတွက်သေရည်တွေပါတယ်များရှိကြပြီလားမြင်းလဲမှာပတ်ထားတဲ့ခုခေတ်ကတော့တာယာတွေပတ်တယ်ဟုတ်လားရှင်းတော့အင်မတန်ကောင်းတဲ့သေရည်တွေပတ်တယ်ပေါ့နော်အဲ့လိုသေရည်ပတ်ဖို့များရှိပြီလားဆိုတော့သေရည်တော့မရှိသေးဘူးလှဲဘင်းအတွက်သေရည်အကောင်းဆုံးကတော့ဝဝင်ကြီးအကောင်းဆုံးပဲဒီနေ့တော့တို့လက်ကြီးပဲလေတို့ကိုလာပြီးတော့အကြံပေးနေတာဝဝင်ကြီးကဘယ်ကရတာလဲအာရံဟောကုလူတို့ရဲ့သောတော်တော်ကတင်တို့ကိုဒီကျုပ်ဝင်ကြီးလာပြတဲ့ဝဝင်ကြီးကိုခေါ်ခဲ့ပြီးတော့ဘယ်နာကခုတ်ရမှာလဲလို့မေးလို့ရှိရင်နှုတ်သီးနဲ့ထိုးပြီးတော့ဟောဒီနာကခုတ်လို့ပြတဲ့အချိန်မှာကျုပ်ပင်ကိုအရင်မခုတ်သေးပဲနဲ့ဟောဒီနာကခုတ်ဆိုတဲ့ဝဝင်ကြီးရဲ့လက်ပင်ကိုခုတ်ချလိုက်အဲ့ဒါနဲ့ဝဝင်ကြီးသွားကြတဲ့လူတွေက
ဘယ်နာလေးကခုတ်ရမှာလို့ဒီပင်ကြီးကိုပြတ်စမ်းမှာအောင်ဆိုတော့ဘုံဝင်ကြီးကသူ့ရန်သူပျက်စီးမှာဆိုတော့ဝန္တာအာရရောက်လာပြီးတော့ကျုပ်ပင်ကြီးရဲ့တနေရာကိုလှုပ်သိမ်းနဲ့ထောက်ပြီးတော့ဒီနာကခုတ်လို့ပြောလိုက်တာဘယ်သူကိုခုတ်ချလိုက်သူ့ကိုခုတ်ချလိုက်ဟုတ်လားပြီးလဲပြီးတော့ကျုပ်ပင်ကိုခုတ်တာပဲအဲ့ဒီမှာဘုရားတော်ကျုပ်ကစုံနဲ့မင်းကြီးကအဲ့ဒီကျုပ်ပင်ဆောင်နဲ့ဝဲဝင်ရင်အဖြစ်အပျက်ကိုအစာဆုံးသူသိတယ်အဲ့ဒီမှာတန်ဝေကရဘာမဟုတ်တဲ့အကြောင်းအသေးအမွာကိစ္စကလေးကိုအကြောင်းပြုပြီးတော့တရားကိုတရားရန်မျိုးတွေဖွဲ့ပြီးတော့မုံနီးရခြင်းဟာနှစ်ဦးနှစ်ဖက်ပျက်စီးခြင်းရဲ့အကြောင်းပဲဟုတ်လားဒါကြောင့်မိသားပေါင်းသူတော်ကောင်းတို့တော်ယုံတန်ယုံဟာကိုသိခံရမယ်နော်တော်ယုံတန်ယုံဟာမဖြစ်ရမယ်သိခံရမယ်အထူးသဖြင့်ဦးဇင်းတို့ဒီငြိမ်းချမ်းရေးညီညွတ်ရေးဆိုတာစကလုံးအကြီးကြီးတွေနဲ့မပြောပါဘူးဗျာအိမ်တွင်ငြိမ်းချမ်းရေးလောက်ရရင်ကိုတော်တော်ကြည်မဲ့စရာကောင်းပြီနော်အိမ်တိုင်းမိသားစုတိုင်းဟာတယောက်နဲ့တယောက်အကုန်လုံးချစ်သောမျက်လုံးများနဲ့ကြည်နိုင်ကြမယ်ဆိုရင်ဘယ်လောက်ကောင်းပါလဲဟုတ်လားအခုတော့တယောက်ကိုတယောက်စကားလေးနည်းနည်းလောက်အတင်စီးလေးပြောတာနဲ့တောင်မှမခံနိုင်ဖြစ်ပြီးတော့ကိုယ်လည်းမကိုယ်နိုင်ချစ်လည်းမချစ်နိုင်ဟုတ်ရဲ့လားနော်အဲ့လိုမျိုးညီညွတ်ခြင်းမရှိတဲ့အတွက်ကြောင့်စိတ်ဆင်းရဲရတယ်မရှိဘူးလားရှိတယ်ဒီမှာမြတ်စွာဘုရားကအဲ့ဒါတွေကိုရည်ရွယ်ပြီးတော့မြတ်သောမင်းအပေါင်းတို့တဲ့ဘာမဟုတ်တဲ့ကိစ္စကိုရန်ညိုးဖွဲ့တဲ့အတွက်ကြောင့်အကြီးအကျယ်ပျက်စီးခဲ့ဘူးလေဒါကြောင့်ရန်ညိုးမဖွဲ့ရဘူးဆိုပြီးတော့အဲ့ဒီမှာဗန္ဒနာဇတ်ကိုဟောတယ်အဲ့ဒီဗန္ဒနာဇတ်ထဲမှာအချီချပြောတဲ့စကားတွေထဲမှာအများကြီးမှတ်သားစရာပါတယ်အဲ့ဒီတွေကစကားလုံးလေးတစ်လုံးအစဉ်ပြောလိုက်ခြင်းနေတယ်ဘာပါလာလဲဆိုတော့မယူရနစ္စံတိဆိုတဲ့စကားလေးပါမယူရနစ္စံတောင်းကခြင်းကဲ့သို့ကခြင်းကိုနစ္စံတိကကြကုန်၏လောကမှာဒေါသတရားတွေဥသိပြီးတော့ရံဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့တောင်းကလာတဲ့ဒီနေ့ဒေါသတွေဥသိပြီးတော့ရံဖြစ်တဲ့လူတွေကဘာလို့လဲတောင်းနေတာသူတို့ကပြီဆိုရင်သူတို့ရဲ့လျှို့ဝှက်အပ်တဲ့အင်္ဂါကိုဖော်ပြပြီးတော့သူတို့အရှက်ကိုသူတို့ခွဲတာအဲ့လိုပဲဒေါသတွေကြီးပြီးတော့အော်ဟစ်ပြောဆိုပြီးတော့တခါတည်းပောက်ကွဲနေတဲ့ပုဂ္ဂိုလ်တွေကဘာလို့ကြတာလဲတောင်းကလာဒါလေးပတ်သားစရာလေးကိုပြောပါတယ်ဟုတ်လားအေးဒါပထမဦးဇင်းတို့မြတ်စွာဘုရားဟောတဲ့ပထမဇက်ဗန္ဒနာဇက်နော်ဦးဇင်းတို့ဒုတိယဘာဇက်ဆက်ပြီးတော့ဟောတယ်လေဆိုတော့ဒုတိယဟောတဲ့ဇက်ကဒုတုပဇက်ဆိုတာကသူများပြောတာကိုယုံလွယ်တဲ့ပုဂ္ဂိုလ်မဖြစ်ရသူများပြောတိုင်းယုံလွယ်တဲ့ပုဂ္ဂိုလ်မှာပျက်စီးတတ်တယ်တဲ့မြတ်စွာဘုရားကအကျိုးအကြောင်းဘာမှမသိပဲနဲ့ဘာမှမစီစစ်ဘဲနဲ့ဟုတ်ရဲ့လားမဟုတ်ရဲ့လားလို့ဘာမှမစုံစမ်းမလေ့လာပဲနဲ့ပြောတာကိုပြောလိုက်တိုင်းတန်းပြီးတော့ယုံလိုက်တယ်ဆိုရင်အဲ့ဒါဘာဖြစ်မလို့ဖြစ်စည်းနိုင်တယ်အဲ့ဒါကိုကျွန်တော်ငယ်ငယ်တုန်းကလည်းသင်ခဲ့ရပါတယ်အဲ့ဒီဇတ်တော်တွေဒီတွေကလူတွေလည်းသင်ဘူးမှာပါပဲဒီလိုဘုရားတော်ကြီးကအဲ့ဒီတုန်းကရှင်သေမင်းဖြစ်တယ်တနေ့တော့ယုံတကောင်ကခြုံရဲ့ဘေးကထပင်းတပင်ရဲ့အနီးအဲ့ဒီထဲ၆တီကြားထဲမှာသူအိပ်ပြီးတော့နေတာအဲ့ဒီနာမှာလည်းအုတ်ရှိပင်ကြီးအကြီးကြီးတပင်ရှိတယ်ဟုတ်လားအုတ်ရှိပင်ကြီးအကြီးကြီးရှိတယ်အဲ့ဒီနေ့ကျတော့သူအိတ်ကောင်းနေတော့ထဲ၆ပေါ်မှာအိတ်ကောင်းနေတော့အုတ်ရှိသေးကြီးကယုံမလေးကြွေကြအဲ့လိုကြွေကြတာဒီမှာသူကနိုးနေပါပြီနိုးလာတော့အိတ်ချင်ဘူးလို့နဲ့သူဘာတွေးနေတော့ဆိုတော့တကယ်လို့များဒီအချိန်မှာမြေပြိုတယ်ဆိုရင်ငါပဲမြန်ပြေးရမှာသူကဒါစဉ်းစားနေတာလေအဲ့ဒီယုံကလေးကတကယ်လို့များဒီအချိန်မှာမြေပြိုတယ်ဆိုရင်ငါပဲမြန်ပြေးရမှာလို့အဲ့လိုစဉ်းစားနေတော့မှတိုက်ဆိုင်တဲ့အုတ်ရှိတီကြီးကယုံမလေးကြွေကြတယ်တိုက်ဆိုင်လိုက်တာနော်အဲ့လိုလေယုံမလေးလည်းကြားလိုက်တော့ဟာမြေပြိုပြီးရှုပြီးတခါလဲတစ်စက်ကမြေပြိုပြီးရှုပြီးအော်ပြီးတော့ပြေးတာသူအော်တဲ့အတန်ကိုယုံနေကအချင်းချင်းကြားတယ်နောက်သမင်းတွေကြားတယ်သမင်းတွေကလည်းပြေးကြတယ်မြေပြိုတယ်ဆိုပြေးကြအဲ့ဒီမှာတခါလဲကျွဲတွေနွားတွေကြားတွေကြက်တစ်တွေအကုန်လုံးမြောက်တွေပြေးကြတာတယုံနဲ့နောက်တော့ဆင်းတွေပါပြေးကြတယ်ဘယ်သူစပြောလိုက်တာလဲယုံကစပြောလိုက်တာဒါကိုဘယ်သူကမှဒါဟုတ်ရဲ့လားလို့မစူးစမ်းဘူးတယောက်ကယုံလုပ်ရင်အဲ့တကောင်ကယုံလို့တော့နောက်တကောင်ကယုံလိုက်လုပ်တာဟုတ်ရဲ့လားဒါမကောင်းဘူးတော့တခါကြီးမှမြင်နော်ဒီလိုယုံဖြစ်နေတဲ့ကိစ္စဟာဘာလဲဆိုတာမစင်သားတဲ့ဘူးလားစင်သားတဲ့နာပေါ့ဉာဏ်ကလေးကိုရှိတဲ့နာပေါ့အဲ့ဒီမှာဘုရားတော်ကဘာဖြစ်လဲမသိဘူးတခါတည်းတလို့တိုးသုံးတော့တခါတည်းစုံဉဏ်ပွတ်နေတာပဲဆိုပြီးတော့စုံနှမ်းလိုက်တော့ဘာဖြစ်လို့ပြီးနေကြတာတော့
အဲ့ဒီမှာဘုရားတော်ကအတင်းပြေးပြီးတော့ကြားတွေရောချင်းလေးတွေရောအကုန်ရက်အောင်လုပ်တယ်။ဘာဖြစ်လို့ပြေးတာလဲ။မြင်းပြူမယ်ဆိုလို့ပြေးတာ။ဒီနေ့ဆက်ပြေးနေရှေ့မှာသမုဒ္ဒရာပဲရှိတော့မယ်။သမုဒ္ဒရာလည်းကြပြီးတော့အကုန်သိပါ။အဲ့ဒါဘုရားတော်ကကြေတာပေါ့နော်။အဲ့ဒီမှာရက်ခိုင်းပြီးတော့ချင်းလေးတွေကိုမေးတယ်။ဟာမြင်းပြူမလို့ဘယ်သူကပြောလို့ကြားတွေကပြောတာ။အဲ့ဒါနဲ့ကြားတွေကိုမေးတယ်ဘယ်သူကပြောလို့ချင်းတွေကပြောတာ။ချင်းတွေကိုမေးတော့ကျွဲတွေကပြောနွားတွေကပြောနောက်ဆုံးလိုက်လိုက်တော့ခုနကတော့ထွေးချောက်ပေါ်မှာအိတ်နေတဲ့အကောင်နောက်ဆုံးသွားတွေ့တယ်။မင်းဟုတ်လားဟုတ်တယ်ကျုပ်ကိုယ်တိုင်ကြားတာဘယ်နားမှာကြားတာတော့ကျုပ်အိတ်နေတဲ့နားမှာကြားတာကြိုက်ပြစမ်းကွာဆိုပြီးတော့လိုက်ကြည့်တော့ထွေးချောက်ပေါ်မှာဥရှိသေးကြီးလည်းရှင်းတယ်ဟုတ်လားအေးအဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီဇက်ကိုဘာယူခြင်းနဲ့ဟောတာလဲတစုံတယောက်ပြောသောစကားကိုအယံကာရောယုံပြီးတော့တချို့ရံဖြစ်ကြတာလည်းမရှိဘူးလားမရှိပါဘူး။နင့်ကဘယ်လိုပြောနေတာလဲဟုတ်လားမဟုတ်လားလည်းမသိဘဲနဲ့တန်းပြီးတော့ဒေါသကဘာဖြစ်တော့တာလဲထွက်တော့တာဒေါသကထွက်တော့တာဒါစဉ်းစားရမယ်နော်ကိုယ်လမ်းနဲ့ဆက်ဆက်ကြမ်းလာလားဟင်စဉ်းစားနေရတယ်နော်ဒါကြောင့်ဒီကိစ္စကအကျေချက်ပြောမယ်ဆိုရင်တန်ချိန်ဝင်ပါလေနော်ကိုယ်လည်းတကယ်သိတာလည်းမဟုတ်ဘဲနဲ့တစင်ကြားစကားကိုအကြောင်းပြုပြီးတော့ဒေါသဖြစ်ခဲ့တဲ့အကြိမ်ပေါင်းများလာပြီဟုတ်ရဲ့လားကြိုင်မရဘူး။ဒါကြောင့်ဒါလေးပဲစဉ်းစားရမယ်။ဒီပုံမြင်ကိုဖတ်ရင်တော့ဒီယုံကအင်မတန်ရေစရာကောင်းတာပဲလို့အောင်းမိမှာနော်။တခါတလေအဲ့လိုယုံမျိုးဖြစ်နေတဲ့ကိုယ်တိုင်ကဒီကမကြီးအဲ့လိုယုံမျိုးဖြစ်မနေတဲ့ဘုရားဘာမှလည်းမသိဘဲနဲ့သူများပြောတာကိုဟုတ်တယ်ပြီးတော့ဟုတ်လားတချို့ယုံကြည်မရှိတာတွေပြောကြတာပဲနော်ထားပါတော့အဲ့ဒီမှာဘုရားမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကပြောတိုင်းယုံရတာမဟုတ်ဘူးတကယ်ပြောတာဟုတ်ရဲ့လားတကယ်ပြောတော့မှဘလို့စိတ်နဲ့ပြောတာလဲဘလို့စေတနာနဲ့ပြောတာလဲစူးစမ်းတဲ့ဆင်ញင်တဲ့ဆိုတာကိုရည်ရွယ်ပြီးတော့ဒီဒုတုပဇတ်ကိုဟောတယ်နောက်ပြီးတော့တတိယဇတ်ကိုဘာဆက်ဟောတယ်ဆိုတော့လတုကိကဇတ်တဲ့အဲ့ဒီဇတ်ကိုဘာရွေနဲ့ဟောတာလဲဆိုတော့ငါအားရှိတယ်ငါကတာတယ်ငါကနိုင်တယ်ဆိုပြီးတော့မစွာပါနဲ့အဲ့လိုစွာရင်လည်းပဲညီညွတ်ရေးပြတ်ပြားပြီးတော့အဲ့ဒီစွာတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်ဒုက္ခရောက်တတ်တယ်တခါတည်းမှာအားကြီးတဲ့ပုဂ္ဂိုလ်ကိုအားနည်းတဲ့ပုဂ္ဂိုလ်ကအသေးတတ်နိုင်တယ်နော်တခါတည်းကျတော့အားနည်းတဲ့ပုဂ္ဂိုလ်ကိုအားကြီးတဲ့ပုဂ္ဂိုလ်ကတတ်တယ်တခါတလေမှာအားအကြီးအငယ်ကဗราဏမဟုတ်ဘဲနဲ့ဉာဏ်စွမ်းကဗราဏဖြစ်နေတာတွေလည်းရှိတယ်။ဒါကြောင့်အရာရာငါသားတယ်ဆိုတဲ့သဘောနဲ့တပါးသောသူတွေရဲ့အပေါ်မှာသွားပြီးတော့မစွာပါနဲ့မမာပါနဲ့ဒီရွေချက်နဲ့မြတ်စွာဘုရားဟောတာဟုတ်လားလက်တုကိကဇတ်တဲ့အဲ့ဒီဇတ်တော်မှာတော့အေးလို့ဘုရားတော်ကြီးကအင်မတန်အသိဉာဏ်နဲ့ပြည့်စုံတဲ့ရှင်ဦးကြီးတို့ကိုခေါင်းဆောင်ရတဲ့ရှင်ကြီးတွေကောင်ဖြစ်တယ်။ဒီနေ့တော့နောက်လိုက်ရှင်ပေါင်းများစွာချမ်းရပြီးတော့တော်တဲ့တဲ့ပြီးတော့အစာရှာအဲ့လိုအစာရှာသောနေတော့ရှင်းသားကပြုံးကနေဘာတွေ့လဲဆိုတော့တက်ပင်မောင်ကနေအတော်မှန်လေးတစ်ခုလက်ရှက်ပြီးတော့လှမ်းပြီးတော့သူ့ကိုပြောနေတဲ့ဘီလုံးနှက်မှလေးကိုမြင်တယ်ဘုရားတော်ကအဲ့ဒါနဲ့ရက်ပြီးတော့နားထောင်တယ်ဘာပြောလာတော့ဆိုတော့အရှင်မင်းကြီးတဲ့အရှင်တို့ရဲ့သွားရလမ်းနွားချီရခွက်ထဲမှာကျွန်တော်မျိုးမှသားလေးတွေပေါက်ထားတယ်တဲ့ဥကလေးတွေဥထားလို့အဲ့ဒီမှာဥလေးတွေကအကောင်ပေါက်နေတယ်ရွှေလည်းမရွှေနိုင်ဘူးပေါ့အဲ့ဒီခြေရာခွက်ထဲမှာကျွန်တော်မျိုးမှရဲ့သားလေးတွေသမီးလေးတွေရှိပါတယ်အဲ့ဒါအရှင်တို့ရဲ့သွားရလမ်းကျနေတဲ့အတွက်ကြောင့်အဲ့ဒါကိုနင်းပြီးတော့မသွားပါနဲ့တောင်းပန်ပါလေအသက်ကိုချမ်းသာကြပေးပါသားလေးတွေသမီးလေးတွေရဲ့အသက်အဲ့တော့ဘုရားတော်ကတော့ကျင်လာတဲ့စိတ်ရှိတာဆိုတော့ကောင်းပြီမင်းဘာမှမပူနဲ့ဆိုပြီးတော့အဲ့ဒီဘီလုံးနဲ့ပေါက်ဆကလေးတွေမပြန်နိုင်သေးတဲ့နွားချီရကွက်ကလေးကိုဘုရားလောင်းရှင်မင်းကကာယခွက်ပြီးတော့ရက်ပင်နေလိုက်တယ်။ကျန်တဲ့ရှင်တွေကနှောင်းပြီးတော့သွားကြတော့အကုန်လုံးကုန်ပြီဆိုမှဘုရားလောင်းကနောက်ဆုံးမှသွားတာ။အဲ့ဒီမှာဘီလုံးငယ်လေးတွေပေးကင်းဒါပေမဲ့သွားတာဒီမှာဘုရားလောင်းကဘီလုံးငယ်မလေးကိုမှားတယ်။အေးငါတို့ရဲ့နောက်မှာအင်မတန်ရိုင်းဆိုင်တဲ့တကောင်လေးကျက်စားတဲ့အင်မတန်လေးပဲကြမ်းတမ်းတဲ့ဆင်ရကြီးတွေကောင်ရှိတယ်။သူလည်းပဲဒီလမ်းကနေလမ်းနေတယ်။မင်းသူ့ကိုလည်းပဲချိုတာတဲ့အတန်နဲ့ရအောင်တောင်းပန်ပါအောင်လို့အဲ့လိုပြောပြီးတော့ဘုရားတော်ကလည်းဆက်ပြီးတော့ထွက်သွားတယ်။တအောင်လုံးနေတော့အဲ့ဒီဆင်ရကြီးရောက်လာတယ်။ရောက်လာတော့ခမလေးကသုံးသုံးကလိုပဲအကန်းလေးကိုကနေအတန်လေးဆာနဲ့ရှင်စမင်းကြီးကျွန်တော်မျိုးမရဲ့သားလေးတွေရဲ့အသက်ကိုပေးပါ။တနာငင်ညာတော့မူပါဆိုတော့မော်ကြည့်နေပါဦးမင်းတို့ကငါတက်လို့ပါမင်းတို့ကငါ့ကိုဘာလို့နေမှာတော့
မင်းတို့လိုအကောင်မောင်းရာထောင်ချီပြီးတော့ငါရဲ့လက်ဝဲချီချောင်းနေနဲ့အမှုဖြစ်အောင်ငါလုပ်နိုင်တယ်ဟုတ်လားပေါ့လုပ်နိုင်တာပေါ့နော်အဲ့လိုပြောတဲ့အခါကျတော့ဘီလုံးကထပ်ပြီးတော့တောင်းပါနဲ့အဲ့ဒီလိုတောင်းမှန်တာမှပို့ပြီးတော့ဆိုးတယ်တချို့ကအဲ့လိုတောင်းမှန်တော့ပို့ဆိုးတာလည်းရှိတယ်နော်သူအစွမ်းပြချင်တာဟုတ်ဒီတိုင်းမတောင်းမှရင်ဗာတိဘာသာနဲ့ကြော်သွားရင်ကြော်သွားမှာဟုတ်လားအဲ့တော့သူဘာလုပ်လဲဆိုတော့အဲ့ဒီငှက်ပေါက်စားလေးတွေကိုခြေထောက်နဲ့နင်းချပြီးတော့ကျင်ငယ်ကြီးတွေပါလေဆွန့်ပြီးတော့တခါလဲညှို့ထားခဲ့တာအဲ့လိုရေးဆက်ဆက်လုပ်တော့ဒီလုံးခမလေးကအဲ့ဒီတစ်ပင်ပေါ်ကနေတခါလဲခောက်တော့ခောက်ပြန်ပြီးတော့အဲ့ဒီဆင်ញမ်းကြီးကိုဆဲတာပြန်သိလားဘယ်လိုလုပ်လဲဆိုတော့ဒီတနေ့ငါအကြောင်းသိမယ်တဲ့အရာရာမှာကာယအာဒီဗราဏမကြဘူးအဲ့ဒါနဲ့ဒီဆင်ញမ်းကြီးကို तू ဘလို့အနိုင်ယူမလဲဆိုတာ तू အချိန်ပြည့်စဉ်းစားတယ်ဒီဘီလုံးကမှလေးပြီးတဲ့အကြံဆိုတာပဲထုတ်ရင်ထွက်တဲ့သဘောရှိတယ်နော်ဟုတ်လားအဲ့တော့ဘာလုပ်မလဲဆိုတော့ဒီဘီလုံးကမှလေးကပထမဦးစွာကြီးကန်းနေနဲ့မိတ်ဆွေဖွဲ့နော်မိတ်ဖြစ်သွားပြီဆိုတော့နောက်ထပ်ရင်မမဲရိုင်းနဲ့မိတ်ဆွေဖွဲ့မိတ်ဆွေဖြစ်သွားပြီဆိုတော့နောက်တစ်ခါဖားနဲ့မိတ်ဆွေဖွဲ့တယ်တဲ့အဲ့လိုမိတ်ဆွေရပြီဆိုတော့မှကြီးကန်းကိုအရင်အကူကြီးတောင်းတယ်သူ့ရဲ့အကျိုးကိုလည်းသူကအရင်ဆောင်ရွက်ပေးထားတာဆိုတော့ကြီးကန်းကဟုတ်ပြီမင်းလိုချင်တာပြောငါပါကူညီရအဲ့ဒီဆင်ရမ်းကြီးရဲ့မျက်လုံးနှစ်ဘက်ကိုထိုးပေါက်ပေးပါတဲ့ဟာဒါငါတို့အတွက်သိခက်တဲ့ကိစ္စမဟုတ်ဘူးတဲ့နော်အဲ့ဒီလိုကြီးကန်းတောင်းဝင်ယူပြီးဆိုတော့ရင်မမရိုင်းနေသွားတယ်ကြီးကန်းမျက်စိကိုထိုးပေါက်ပြီးသွားပြီဆိုရင်အဲ့ဒီဆင်ကြီးရဲ့ပျက်စီးနေတဲ့မျက်စိနှစ်ဖက်ထဲမှာရင်ကြီးဥတွေဥပေးပါတဲ့လောက်ကြအောင်လောက်မြန်မြန်ကြအောင်ဒီအနာဘလို့မှတစ်ခါပြန်ပြီးတော့ကြောက်မသွားအောင်ပေါ့နော်အဲ့လိုရင်ကြီးကိုဥပေးပြီဆိုတော့မှဖားကိုသွားပြီးတော့အကူကြီးတောင်းတယ်ဒီဆင်ញမ်းကြီးရေရှာနေတဲ့အချိန်မှာတောင်ထိပ်ပေါ်ကနေអော်ပေးပါအဲ့ဒါဆင်ကြီးကတောင်ထိပ်ပေါ်မှာရေရှိမယ်ထင်လို့တက်လာပြီဆိုတော့မှယောက်ျားလေးကိုဆင်းပြီးတော့တခါអော်ပေးပါအဲ့လိုခိုင်းတာအဲ့လိုခိုင်းတော့ပထမကြီးကအစီအစဉ်နဲ့မျိုးလုံးကိုထိုးပေါက်နောက်ရင်မမင်းကဒုတိယအစီအစဉ်နဲ့ရင်ကြီးဥကိုဥချအဲ့ဒီမှာတခါတည်းကြိုက်ခဲပြီးတော့ဟိုမမြင်ဒီမမြင်ဆန်းရန်သွားရင်လည်းအဓိကပြဿနာကအစာဆိုတာလေရေကအရင်စားလာတယ်ရေရင်စားလာလို့သူရှောင်းပြီးတော့သွားတော့ဖားပေါ်တန်ကြားတဲ့နေရာကိုသူတက်တယ်တဖြည်းဖြည်းနဲ့အဲ့တောင်ထိပ်ရောက်ပြီဆိုတော့အင်မတန်ကောင်းတဲ့နေရာကိုရွေးထားတာကိုဘီလုံးကမှဟုတ်လားအဲ့ဒါအောက်တောင်ထိပ်ကနေအောက်ကိုအင်မတန်နှစ်ဆိုင်တဲ့ကြောက်ကဘာပြက်ကိုသူရွေးထားတာအဲ့ဒါတောင်ထိပ်ပေါ်ကနေတခါလဲခုန်ချပြီးတော့ဖားကကြောက်ထဲကနေပေါ်ပြန်လာအဲ့ဒီမှာဆန်းရံပြီးတော့ဆင်းလိုက်တာကြောက်ထဲလင်းချပြီးတော့ဆင်းရမ်းကြီးဟာအသက်ပြောင်းရတယ်အဲ့ဒီဆင်ကြီးသေးတာသေးကြပြီဆိုတော့မှဘီလုံးကအဲ့ဒီဆင်ကြီးရဲ့ကြောကုန်းပေါ်လူလတ်တုံခောက်လမ်းလျှောက်သေးတယ်တဲ့ဟုတ်လားရန်သူရဲ့ကြောက်ကုန်းပေါ်ကိုငါအခုလမ်းလျှောက်နေပြီသူတော်တော်ကိုမကြည်တတ်နေတာပေါ့နော်ဒါကြောင့်မို့လို့လူတွေကအာအစွမ်းရှိတယ်ဆိုတာလေးတစ်ခုလေးနဲ့တစ်ဖက်သားအပေါ်မှာအနိုင်ယူရတာလည်းရှိဘူးလားဒီအကြိမ်ကြီးမှာအဲ့ဒီကိုယ့်ရဲ့အနိုင်ယူခြင်းတွေကကိုယ့်စီကိုတပတ်ပြန်ပြီးတော့လဲလာတာမျိုးရှိတတ်တယ်ဒါကိုသတိထားဖို့အတွက်မြတ်စွာဘုရားကဒီဇတ်တော်ကလေးနဲ့ရှင်ဘုရင်တွေကိုဆုံးမဟုတ်လားဒါကတာတယ်နိုင်တယ်ဆိုပြီးတော့တစ်ဖက်သားကိုမမာပါနဲ့မစွာပါနဲ့ဟုတ်ရဲ့လားအမာခံရတဲ့အစွာခံရတဲ့သူကအခြေအနေရရုပ်တရက်အခြေအနေရသိခံရပြီမလို့မကျေနပ်မှုကအဆိုင်အခဲဖြစ်သွားပြီဆိုလို့ရှိရင်ကိုယ်မှဒီနေ့မှာအကျိုးမဲ့ပါပဲဟုတ်ရဲ့လားဒါကြောင့်ညီညွတ်မှုရှိအောင်မေတ္တာတရားရှိအောင်ပြိုကွဲမှုတွေမဖြစ်အောင်တတိယလိုက်နိုင်ရမှာကတာတယ်ဆိုပြီးတော့မစွာပါနဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သုံးချက်ရှိသွားပြီနော်ဘာမဟုတ်တာလေးအတွက်နဲ့ရန်ညိုးမခွဲကြနဲ့မမုန်းကြနဲ့တုံးနေမှာသိခံရဟုတ်လားနောက်ပြီးတော့သူများပြောတိုင်းမယုံနဲ့ဟုတ်ရလားနောက်ပါလေနိုင်နေဆိုပြီးတော့မစွာပါနဲ့တဲ့နော်အဲ့ဒီလိုမြတ်စွာဘုရားဟောပြီးတော့မြတ်သောမင်းအပေါင်းတို့တဲ့နောက်ထပ်ပါဆက်ပြီးတော့ဟောပြန်တယ်ဆိုတော့ညီညွတ်ရမယ်တဲ့ညီညွတ်မှခွန်အားဆိုတာဖြစ်တယ်အဲ့ဒီခွန်အားကိုအကြောင်းပြုပြီးတော့စိတ်နှလုံးရဲ့ချမ်းသာခြင်းလောကီစီးပွားနဲ့ပြည့်စုံခြင်းဆိုတဲ့ချမ်းသာခြင်းဆိုတာရမ်းနိုင်တယ်ညီညွတ်မှခွန်အားဆိုတာရှိတာနော်အင်မတန်ကြီးမားတဲ့စင်ကြီးတွေကိုတုတ်ထားတဲ့ကျိုး
အဲ့ဒီကျိုးမှာအင်မတန်သိနေတဲ့အမြင်ကလေးတွေကိုဖွဲ့ရှက်ပြီးတော့အကုန်လုံးချစ်ချစ်ပါအောင်သူတို့ပေါင်းစုထားတာကျိုးတစ်ချောင်းဟာအင်မတန်ကောင်းတဲ့ဥပမာပဲဟုတ်လားတကယ်ကြီးပါဗျာအဲ့ဒီကျိုးလေးကိုအကုန်လုံးဖွာပြီးတော့တခါလဲဖြေလိုက်မယ်ဆိုရင်ဘာမှအစွမ်းမရှိတော့ဘူးဟုတ်ရဲ့လားတကယ်မြင်တာလေးအတူလေးတွေအဲ့ဒါလေးတွေကိုအကုန်လိန်ချစ်ပြီးတော့ကျိုးဆိုပြီးတော့ဖြစ်လာတာအကုန်လုံးစုစည်းမိပြီဆိုတော့အင်မတန်အားကောင်းပါလေဆိုတဲ့ဆင်ကိုတော်မှဒီကျိုးနဲ့ထူးခတ်ထားနိုင်တယ်ဟုတ်ရဲ့လားမှန်ပါဘူးအဲ့ဒီတော့ဒကာမတို့ဦးဇင်းတို့လူတွေလည်းကိုမိသားစုလည်းမိသားစုလည်းရောက်အားလုံးမေတ္တာတရားတွေနဲ့ညီညီညွတ်စွတ်စွတ်စီစီရှိကြဖို့မလိုဘူးလားအေးအဲ့လိုမေတ္တာနဲ့နေရတာကခွန်အားပဲဟုတ်လားအေးမုန်းတီးနေတယ်ဆိုရင်သူကအားမရှိတော့အားမရှိတော့အဲ့ဒီမှာမြတ်စွာဘုရားကအားရှိမှအရာရာကိုတွန်းလှန်နိုင်တယ်အားမရှိရင်ခဏချင်းလေးဆန့်ကျင်ဘက်နဲ့တွေ့ရင်ပျက်စီးသွားလိမ့်မယ်ဆိုပြီးတော့ယုက္ခဓမ္မဇန်တိနော်သရုပ်ထားမျိုးဇန်တခုထပ်ဟောတာနော်အေးယုက္ခဓမ္မဇန်တိအဲ့ဒီဘဝမှာလည်းဦးဇင်းတို့ဘုရားတော်ကြီးကယုတ်ကစုံနဲ့မင်းကြီးဖြစ်တယ်သူ့မှာတပည့်တွေအများကြီးရှိတယ်ဒီနေ့တော့ဝတ္တဝနတ်မင်းအပြောင်းလဲတစ်ခုဖြစ်တယ်ဗျအဲ့ဒီမှာတရားမင်းကဝတ္တဝနတ်မင်းတယောက်ဝစုတိတိကြတော့နောက်ထပ်ဝတ္တဝနတ်မင်းတယောက်ဖြစ်လာတော့အဲ့ဒီဝတ္တဝနတ်မင်းကသူ့လက်အောက်ငယ်သားလက်တွေကိုနေမီအသီးသီးကိုခွဲပေးတာအဲ့လိုခွဲပေးရင်လည်းကိုင်းရင်တို့ကိုနှစ်သက်ရတစ်ပင်တွေကိုယူကြဒီတဲ့လူငယ်တွေကဒါတွေယုံမြဲယုံမလားမသိဘူးနော်လောကကြီးကအင်မတန်ကျေမွန်းတယ်နော်ကိုသိနိုင်တာလေကိုမသိနိုင်တာတွေကအများကြီးရှိတယ်ဟုတ်ရဲ့လားကိုသိနိုင်တာတွေကနည်းနည်းလေးရဲ့ကိုမသိနိုင်တာတွေအများကြီးရဲ့နော်ဘာမှမသိသေးပဲနဲ့မစူးစမ်းပဲနဲ့မသိလာပဲနဲ့အရန်ကယုံမယုံဘူးလို့လုပ်တာလည်းမကောင်းဘူးသိရလားအေးဒီမှာမြတ်စွာဘုရားဟောထားတယ်နော်အဲ့လိုနေရာတည်တည်ပြီးတော့ဘုရားတော်ယုတ်ကစုံတမင်ကသူ့ရဲ့ဆွေတွေမျိုးတွေဆွေတော်မျိုးတော်တို့အဲ့လိုတစ်ပင်တွေပြီးပြီးယူနေရာယူတော့မယ်ဆိုလို့ရှိရင်စုစုစည်းစည်းရှိတဲ့တစ်ပင်တွေကိုစုစည်းပြီးတော့ယူရမယ်လို့ဘုရားတော်ကအဲ့လိုအကြံပေးတယ်အမိန့်ပေးတယ်အဲ့လိုအမိန့်ပေးတော့ဘုရားတော်ရဲ့စကားကိုနားထောင်တဲ့လက်တွေကတော့ပုပ်ပြီးငါကလည်းဒီနာမင်းကလည်းဒီနာအကုန်လုံးစုစည်းထားတာတောအုပ်လေးတဲ့အုပ်ပေါ့နော်အဲ့ဒီစုစည်းပြီးတော့ယူတော့တစ်ပင်တွေကအကုန်လုံးတစ်ပင်ကြီးတွေကစုနေတာဘုရားတော်ရဲ့စကားကိုနားမထောင်တဲ့တချို့ဆွေတွေမျိုးတွေတချို့သောနတ်တွေကြတော့တိုးထဲမှာနေလို့ဘယ်မှာလက်လာမှအထုထိရမှာလဲလူတွေနဲ့နီးတဲ့နေရာကိုနေမှလက်လာမှရှိမှာပေါ့ဆိုပြီးတော့လွင်ကြီးခေါင်မှာတပင်နဲ့အကြီးကြီးဖြစ်နေတဲ့အပင်တွေကိုယူရတာလေဟုတ်တာပေါ့လူတွေကတပင်နဲ့ဖြစ်နေသွားပြီးတော့ပူဇော်လာလို့ပတ်သက်လာလို့စင်ကလေးတွေဆောက်ပေးတာလို့ရှိတယ်မဟုတ်လားရှိအဲ့လိုယူကြတော့နောက်တော့လေမုန်တိုင်းကြီးအကြီးကျယ်လာတယ်အကြီးကျယ်လာတဲ့အခါကျတော့စောသလုံးကဘုရားလောင်းယူထားတဲ့တစ်ပင်ဘေးကနေဝိုင်းပြီးတော့ခြံရံထားကြတဲ့တစ်ပင်တွေကိုယူတဲ့နတ်တွေကတော့အေးအေးဆေးဆေးပဲဒီလေမုန်တိုင်းကဘယ်လိုမှဒီတစ်တော်အုပ်ကိုလုံးဝသူမဖြိုခွဲနိုင်ဘူးအပေါ်မှာပဲရှက်ရှက်ပြီးတော့သူသွားနေရအထဲထဲကိုသူဘယ်လိုမှထိုးဖောက်ပြီးတော့မနှိမ့်ဆက်ဘူးဒါပေမဲ့လွင်တီးခေါင်ထဲမှာရှိနေတဲ့ထီးထီးပေါက်ပေါက်နေတဲ့အပင်ကြီးတွေကြတော့အမြင့်ပါတခါတည်းကျွတ်ထွက်ပြီးတော့လဲသွားအောင်ဝင်ပြစ်နေတဲ့မုန်တိုင်းတွေကဟုတ်လားအဲ့ဒီကြတော့မှဗိမာန်လက်မဲ့ဖြစ်တဲ့ဆွေတွေမျိုးတွေကဘုရားလောင်းစီကိုရောက်လာကြတာအဲ့ဒီမှာဘုရားလောင်းကဆွေတော်မျိုးတော်တို့အရာရာမှာစုစည်းမှုဆိုတာလိုအပ်တယ်အရာရာမှာလိုအပ်တယ်စုစည်းမှုဆိုတာလိုအပ်တယ်စုစည်းမှုဒီစိတ်နှလုံးရဲ့အားကိုဖြစ်တယ်သူကလည်းငါ့ကိုမေတ္တာရှိတယ်ငါကလည်းသူ့ကိုမေတ္တာရှိတယ်သူကလည်းငါအကျိုးကိုလိုလားတယ်ငါကလည်းသူ့အကျိုးကိုလိုလားတယ်လို့တယောက်ကိုတယောက်တကယ်ယုံကြည်ရတယ်ဆိုရင်အားဆိုတာမဖြစ်ဘူးလားဖြစ်တယ်ဗျာဟုတ်လားအဲ့ဒီမှာတုံယုံနေယုံအခက်ခဲကိုအဲ့ဒီအားကိုအမိပြုပြီးတော့လွတ်မြောက်အောင်ကြိုးစားသွားလို့မရဘူးလားရတယ်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီရည်ရွယ်ချက်နဲ့ညီညွတ်ရမယ်ဆိုပြီးတော့ယုခဓမ္မစက်ကိုဟောတယ်ဟုတ်ရဲ့လားဇတ်တော်ဘယ်နှပုဒ်ရှိပြီ၄ပုဒ်ရှိသွားပြီအေးနောက်ဆုံးဇတ်ကတော့ဦးဇင်းတို့သမောဒမာနဇတ်တည်းသမောဒမာနဇတ်ဆိုတာကညီညွတ်ခြင်းရဲ့အကျိုးကျေးဇူးမညီညွတ်ခြင်းရဲ့အပြစ်အနာစာနှစ်ခုလုံးကိုတွဲပြီးတော့ဖော်ပြနိုင်တယ်အဲ့ဒီဇတ်ကတော့နော်အဲ့ဒါလိုဖော်ပြတဲ့ဇတ်ကပါလဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းကတစ်ခုသောဘဝမှာငုံမင်းဖြစ်တယ်နောက်လိုက်ငယ်သားတွေအများကြီးရှိတယ်ပေါ့တနေ့တော့ဒီဘုရားလောင်းတွေကျက်စားတဲ့ငုံအုပ်စုတွေကဘာလို့လဲဆိုတော့ဘုံစုတယောက်ကပိုက်နဲ့လာလာပြီးတော့ထောင်းထောင်းဖမ်းလို့ကွန်ပြစ်တယ်လို့ပြစ်ပြီးတော့ဖမ်းလို့ပါသွားတာအဲ့လိုငုံတွေပါသွားတော့ဘုရားလောင်းကညံထုတ်တယ်စဉ်းစားတယ်ဒီမုံစုကလည်းတို့ကျက်စားတဲ့စကြက်မှာအမြဲတမ်းလာပြီးတော့နှိမ့်ဆက်နေတယ်
အဲ့ဒီတော့တို့ဒီမိုးဆိုးရဲ့ကွန်ချက်ကနေပြီးတော့ပိုက်တန်ချက်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲစဉ်းစားတော့အကြံထွက်တယ်အဲ့ဒီထွက်တဲ့အကြံကတော်တော်တန်ဖိုးရှိတယ်အဲ့ဒါနဲ့ဘုရားတော်ကသူ့နိနာဝန်းကျင်မှာရှိတယ်သူ့ရဲ့လက်အောင်ငယ်သားငုံတွေကိုအကုန်ခေါ်ပြီးတော့နောက်တစ်ခါတကယ်လို့များမိုးဆိုးရဲ့ပိုက်ကတင်တို့ငုံအုပ်ပေါ်မှာကျလာပြီဆိုလို့ရှိအဲ့ဒီပိုက်ရဲ့မြက်ကွင်းတစ်ပေါက်တစ်ပေါက်ကိုကိုယ့်ရဲ့ခေါင်းကလေးတွေနဲ့ရှူပြီးတော့တပြိုင်နက်တည်းတစ်ခါလေးပြန်ရမယ်တဲ့ဟုတ်လားပိုက်ကအပေါက်ကလေးတွေရှိတယ်အဲ့ဒီအပေါက်ကလေးတွေကိုခေါင်းထုတ်တကောင်လုံးတော့သူကထွက်လို့မရဘူးခေါင်းလေးပဲသူကထွက်လို့ရတာဘူးပိုက်ကဟုတ်လားအဲ့ဒီခေါင်းထုတ်ပြီးတော့အားလုံးသောငုံတွေကတပြိုင်တည်းပါလို့ရမယ်ပြန်ရမယ်ပြန်ရင်ကွန်ကြီးကအဲ့ဒီငုံတွေပေါ်ကနေပြီးပါလာမှာအဲ့လိုပါလာပြီဆိုတော့မှအင်မတန်ကြီးတဲ့ခြုံမိုးတစ်ခုပေါ်ကိုတင်လို့နားရမယ်နားပြီးတော့တင်တို့ကအဲ့ဒီခြုံရဲ့အောက်အကျိုးကြားလေးတွေကနေထွက်ရမယ်အဲ့ဒီမှာပိုက်ကြီးကအပေါ်မှာညှိပြီးတော့ကြံနေရမှာအဲ့လိုနီးနဲ့တင်တို့ရဲ့ရှင်သန်မှုကိုကြိုးစားရမယ်လို့တရားတော်ကအဲ့လိုတင်တာတင်တော့ဟန်ရတာပေါ့ဗျာဘုဆိုးကလာပြီးတော့ပိုက်နဲ့ပြစ်အဲ့ဒီမှာငုံတွေကတခါလဲယူဆိုပြီးတော့ထပ်ပြီးတော့ညီရွရွပြန်သွားတာအဲ့ဒါပိုက်ကြီးကအပေါ်ကငုံတွေကအောက်ကတခါလဲကြည့်လို့တောင်ကောင်းမယ်နော်အေးအဲ့လိုပြန်သွားတာအဲ့လိုပြန်ပြီးတော့အင်မတန်ကြီးတဲ့ခြုံကြီးတစ်ခုပေါ်တော့ဂျန်ဒူနာပြီးတော့မှအဲ့ဒီတင်ကိုင်းကြားလေးတဲ့ငုံလေးတွေကနေထွက်ပြီးတော့အောက်ကနေသွားကြတော့ပိုက်ကြီးကအဲ့ဒီခြုံကြီးရဲ့အပေါ်မှာတန်တန်ကြီးတင်းနေရောအဲ့ဒီမှာဘုဆိုးကပိုက်လည်းမပြစ်နိုင်တာပိုက်ပြစ်မှာဆိုတော့တယူတရဖြုတ်နေရတာနဲ့အချိန်ကုန်တယ်တနေ့ကုန်ငုံတစ်ကောင်မှမရအဲ့ဒါနောက်ရက်လည်းဒီတိုင်းပဲငုံတွေကိုဘုရားတော်ကသင်ထားတာကိုအဲ့ဒါနောက်ရက်လည်းဒီတိုင်းပဲဒီတိုင်းကြီးဖြစ်နေတော့ဘုဆိုးရဲ့အိမ်ရှင်မကမကျေနပ်ဘူးသင်ဟာတဲ့ငါရဲ့အပြင်ဘက်မှာကျွေးမွေးစောင့်ရှောက်ရမယ့်လူတစ်ယောက်ရှိဟန်တူလေအဲ့လိုပြောတော့ဘုဆိုးကရှင်မရဲ့ထွေရလေးပါစိတ်မများပါနဲ့ဒီငုံတွေကဒီရဲ့အတိုးတွင်းမှာဘယ်လိုဖြစ်နေတယ်မသိဘူးတဲ့ညီညွတ်လိုက်ကြတာတခါလေပိုက်ပေါက်ကိုခေါင်းရှုပ်ပြီးတော့ဒီလိုင်းနဲ့ပြန်သွားလိုက်တယ်ဒါပေမဲ့ညီညွတ်မှုဆိုတာတခါတည်းမှမကြတတ်ပါဘူးတဲ့ဟောဒါကဖြစ်တဲ့သဘောနော်အများကြီးရှုပ်နေလို့ရှိရင်သူကအဖုထစ်လေးတွေကရှိလာတာအဲ့ဒီဖုထစ်လေးတွေကနောက်တော့ကြီးပွားလာပြီးတော့အကြောင်းလေးတွေတင်းပြီးတော့ညီညွတ်ခြင်းဆိုတာရှိတယ်လို့ညီညွတ်ခြင်းကပြိုကွဲခြင်းဆိုတာလည်းရှိတာပဲအဲ့ဒါကိုမို့ဆိုးကလူဆိုတော့သိတာပေါ့ဗျာသူတို့ကြာမညီညွတ်နိုင်ပါဘူးကွာအဲ့ဒီတော့သူတို့သွေးဝမ်းကွဲတဲ့တနေ့ရောက်မှမင်းမျက်နှာကိုပြုံးရွှင်စေဖို့အတွက်ငါကြိုးစားခဲ့မယ်အဲ့ဒါနဲ့တနေ့တော့အဲ့လိုငုံနှစ်ကောင်ကစာရှာရင်းနဲ့တခါတည်းဂျူးဆိုဆင်းပြီးတော့နားလိုက်တာငုံနှစ်ကောင်ရဲ့ခေါင်းကိုသူ့ခြေထောက်နဲ့တက်ပြီးတော့နင်းမိတယ်နင်းမိတဲ့အခါကျတော့အောက်ကငုံကငါ့ကိုနင်းတာဆိုလည်းမကျေနပ်ဘူးပေါ့အဲ့ဒီမှာငုံနင်းမိတဲ့ငုံကမတော်လို့ခိုင်းမိတာပါမကြည်မတတ်ဖြစ်ပါနဲ့တောင်းပန်ပါတယ်ပေါ့အဲ့ဒါကိုအောက်ကမကြည်တတ်ဘူးအဲ့ဒီမှာတောင်းပန်ရင်းနဲ့မကြည်တတ်ဘူးဆိုတော့လေခက်တာပေါ့နော်သူကလုတ်เสียနီးကကုန်နေပြီလေပြောရင်းနဲ့စကားကဆက်မိလာတယ်ပြီဦးဇင်းတို့ကျမ်းဂန်တွေထဲမှာလူမိုက်ဆိုတာ2မျိုးရှိတယ်တဲ့နော်လူမိုက်ဆိုတာဘယ်နှမျိုးရှိတယ်လူမိုက်2မျိုးရှိတယ်ဆိုပြီးတော့ဒုက္ခနိဗ္ဗာန်အင်္ဂုတ္တပါဠိတော်မှာလူမိုက်2မျိုးအကြောင်းလေးတွေအများကြီးဟောတာရှိတယ်ဗျစိတ်ဝင်စားတယ်လည်းကောင်းတယ်ပထမလူမိုက်ကဘာလဲဆိုတော့ကိုအပြစ်ရှိတာကိုအပြစ်ရှိတယ်လို့မသိတာဝင်လည်းမခံနိုင်တာသိတော့လည်းသူဝင်မခံနိုင်ဘူးအဲ့ဒါလူမိုက်နောက်ကိုအပြစ်ရှိတာကိုရှိတယ်လို့လည်းမသိဘူးသိတော့လည်းပဲဝန်မခံနိုင်ဘူးအပြစ်မရှိတယ်လို့လည်းဟန်နဲ့ပါနဲ့နေတာပေါ့နော်ဒါပထမလူမိုက်နော်နောက်ဒုတိယလူမိုက်ကအပြစ်ရှိတာကိုအပြစ်ရှိပါတယ်လို့တောင်းပန်လာတဲ့အခါမှာမကျေနပ်နိုင်တာအဲ့ဒါလည်းလူမိုက်ဖြစ်တယ်နော်အပြစ်ရှိတာကိုရှိတယ်လို့ဝန်မချနိုင်တဲ့လူကလည်းလူမိုက်ဝန်ချပြီးတော့တောင်းပန်မှလေခင်တယ်မကျေနပ်နိုင်ဘူးဆိုရင်သူကလည်းပဲလူမိုက်ပဲတယ်အခုအဲ့လိုမျိုးပုံမှန်ဟိုလူကတောင်းဖို့အကောင်ကတောင်းတယ်ဒါပေမဲ့ဟိုအကောင်ကမချင်နဲ့အဲ့ဒီမှာအချင်းချင်းစကားများရင်းနဲ့မင်းကပိုက်ကြီးကိုမာတော့ကမင်းတကောင်နဲ့ပြန်မတယ်ပြန်ချင်းနေလားမလာကြပြီဟုတ်လားအဲ့တော့တင်ကောင်ကတင်ကောင်နဲ့မတယ်ထင်လားဆိုပြီးတော့ဒီနှစ်ကောင်ရင်ဖြစ်ရင်ဒီနှစ်ကောင်ရဲ့အတိုင်းဝိုင်းဆိုတာလည်းရှိနေသေးတာကိုဗျာဟုတ်လားအေးခက်တော့ခက်ကြီးပဲအဲ့ဒီမှာသူ့အတိုင်းဝိုင်းကိုအတိုင်းဝိုင်းဆိုတာလေအကုန်လုံးကိုယ်ရတာငုံနေမှာအဲ့လိုငုံနေကိုယ်ရတယ်ဆိုတာကိုဘုရားတော်ကသိတော့မညီညွတ်တဲ့နေရာမှာနေရတာအန္တရာယ်ကြီးတယ်တဲ့ဟောဘုရားတော်ကသိတယ်နော်အဲ့ဒါနဲ့သူစကားနားထောင်တဲ့သူ့ရဲ့အပေါင်းအသင်းမိတ်ဆွေလက်အောင်ငယ်သားတွေအကုန်လုံးခေါ်ပြီးတော့ပြောင်းသွားတာဗျာဘုရားတော်က
ဟုတ်လားအဲ့ဒီမှာမညီညွတ်တဲ့ဘုံလေးကြီးကြံရစ်တာဒီဘုဆိုးကျင်လေကျက်စားတဲ့နေရာနေပေအတီးတီးမှာနော်အဲ့လိုနဲ့ဘုဆိုးကရောက်လာပြီးတော့ပိုက်ကိုတခါလဲပြစ်တော့ဟောစောစောကဖြစ်နေတော့မညီမညွတ်ပြိုပွဲနေပြီအဲ့ဒီမှာကဟေ့မင်းပြန်နိုင်ဆိုပြန်လေကွာမမင်းလည်းပြန်လေကွာအဲ့လိုပြောနေလို့ရှိရင်ဘုဆိုးကရောက်လာပြီးတော့အကုန်လုံးတခါလဲဆုစီးပြီးတော့တောင်းနေထင်းသွားတာဟုတ်လားအဲ့ဒါတမ္မောဒမာနဇက်ရဲ့အနှစ်ချုပ်နော်တခါကြီးပါရင်များညီညွတ်ရင်အန္တရာယ်ကလွတ်တယ်မညီညွတ်ရင်အန္တရာယ်တွေကိုထိုးကြသွားပဲဒါကြောင့်မြတ်စွာဘုရားကလူဘဝဆိုတာတချို့သောအခက်အခဲတွေကကိုယ်တယောက်တည်းဖြေရှင်းလို့ရတာမဟုတ်ဟုတ်လားကိုယ်တယောက်တည်းဖြေရှင်းလို့မရတဲ့အတွက်ကြောင့်သူ့ကိုကိုကူညီမယ်ကိုယ့်ကိုသူကူညီမယ်ဆိုပြီးတော့အဲ့လိုညီညွတ်မှုမေတ္တာအရှိတတ်တွေနဲ့ပေါင်းသင်းဆက်ဆံပြီးတော့အကျိုးပြုကြပါမှပြည်လေကြလိမ့်မယ်အစဉ်ပြေကြလိမ့်မယ်ဆိုပြီးတော့ဒီတမ္မောဒမာနဇက်ကိုဟောလာဟုတ်ရဲ့နော်အေးဇတ်တော်လည်းပုတ်ရှိသွားပြီတော့မဟာပုတ်ရှိသွားပြီအဲ့ဒီဇတ်တော်တွေကိုဟောတော့ဒီတာကိဝေမင်းကြီးမင်းသားတွေကအကုန်လုံးစိတ်ထဲမှာအေးချမ်းတယ်ငြိမ်းချမ်းတယ်တကယ်တမ်းကတော့မြတ်စွာဘုရားကငြိမ်းချမ်းရေးပြီးဒုက္ခကြီးပါနော်ငြိမ်းချမ်းရေးပြီးဒုက္ခကြီးပါနော်အေးတူတယောက်ရဲ့ငြိမ်းချမ်းရေးအဖွဲ့အစည်းတစ်ခုရဲ့ငြိမ်းချမ်းရေးအကုန်လုံးကိုမြတ်စွာဘုရားဟောနိုင်တယ်ဒါပေမဲ့ငြိမ်းချမ်းခြင်းအစစ်ဆိုတာကတော့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါငြိမ်းချမ်းခြင်းအစစ်ဆိုတာရမှာနော်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါလည်းပဲကိလေသာဆိုတာကုန်တဲ့သဘောရှိတာကိုကိလေသာမကုန်သေးသမျှငြိမ်းချမ်းတယ်လို့ပြောလို့မရဘူးပေါ်ရင်ငြိမ်းချမ်းပြီမလို့အတွင်းထဲမှာရှုပ်ွက်နေလာပါပဲဟုတ်လားအတွင်းထဲမှာမငြိမ်းချမ်းကြောင်းတရားရှိနေသေးသမျှအပြင်ဘက်မှာလည်းအကြောင်းတွေကတော့ထင်ရှားအောင်ပါပဲဟုတ်ရဲ့နော်အဲ့တော့တကယ်ငြိမ်းချမ်းရေးအစစ်ဆိုတာကတော့အင်မတန်အရှင်းမြတ်ပါလေဒါပေမဲ့ဒီကနေ့ညဦးဇင်းတို့ကအဲ့လိုကြီးကျယ်တဲ့ငြိမ်းချမ်းရေးကိုရည်ရွယ်ပြီးတော့မပြောပါဘူးနော်တယောက်နဲ့တယောက်အမုန်းတွေမပွားဘဲနဲ့မေတ္တာတရားနဲ့ချစ်ခင်သောမျက်လုံးများနဲ့ကြည်နိုင်ကြမယ်ဆိုရင်ကိုပဲမချမ်းသာဘူးလားချမ်းသာတယ်အဲ့ဒါကိုမြတ်စွာဘုရားကချီးမွမ်းလာပြီဗျာဒါကြောင့်ဦးဇင်းတို့ပထမဦးဆုံးပြောတဲ့ဗန္ဒနာဇတ်ထဲမှာနော်မြတ်စွာဘုရားကဟောတာလေဆိုတော့သာမေဂိမေဝသိခေထဗုဒ္ဓေဟေတံပတံတိတံသာမေဂိမေဝညီညွတ်ခြင်းကိုသာနဲ့သိခေထကျင့်သုံးရကုန်တော့ညီညွတ်ခြင်းကိုဘာလို့ရမလဲကျင့်သုံးရမယ်ဧတံညီညွတ်ခြင်းကိုဗုဒ္ဓေဘုရားဆိုဆိုတို့သည်ပတံတိတံချီးမွမ်းတော်မူကြကုန်၏သာမေဂိရတော်ညီညွတ်ခြင်း၌ပြောမှု၍နေကြကုန်သောဓမ္မထိုတရား၌တည်သောပုဂ္ဂိုလ်သည်ယောဂခိမံယောဂ၄ပါးတို့ရဲ့ကုန်ခန်းရဖြစ်တဲ့နိဗ္ဗာန်ကိုနာထံတတိလျှော့ကြခြင်းကမဖြစ်နိုင်ပါပေယောဂခိမံယောဂ၄ပါးတို့ရဲ့ကုန်ခန်းရဖြစ်တဲ့နိဗ္ဗာန်တရားမှာနာထံတတိလျှော့ကြပျက်စီးခြင်းကမဖြစ်နိုင်ပါပေညီညွတ်ခြင်းကိုကြိုးစားရမယ်ညီညွတ်ခြင်းကိုဘုရားအဆူဆူသည်ချီးမွမ်းတယ်ညီညွတ်ခြင်းမှာပျော်မွေ့ပြီးတော့တရားမှာတည်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီနိဗ္ဗာန်တရားမှာမဆုံးရှုံးနိုင်ဘူးနိဗ္ဗာန်ရမယ်လို့ဒီလိုဟောတာနော်ဒီနေရာမှာနည်းနည်းလေးအလေးနဲ့လေးအားစိုက်ပြီးတော့ထောင်ဖို့တော့လိုတာပေါ့တာမက္ခိရတောဓမ္မထောဆိုတာညီညွတ်နေုံမျှနဲ့လည်းပဲတရားလူကတော့မရသေးဘူးပေါ့သို့တော့ညီညွတ်မှုကိုအခြေခံမှမြတ်သောအကျင့်ဆိုတာကျင့်လို့ရတာအကုန်လုံးကိုယ်ပြင်းနေတဲ့အချိန်မျိုးမှာမြတ်သောအကျင့်ဆိုတာကျင့်လို့မရဘူးဒီလိုအေဂုတ္တပါဠိတော်ပိစကတိပတ်မှာအနာဂတဘေယဆိုတဲ့သုတ်တန်တွေရှိနေတယ်အနာဂတ်မှာဘေးကြီးတွေအများကြီးဖြစ်ပေါ်နိုင်နေတဲ့မြတ်စွာဘုရားအဲ့ဒီလိုဘေးကြီးတွေဖြစ်လာလို့ရှိရင်မြင့်မြတ်စင်ကြယ်တဲ့ဒီလူတော်ကောင်းအကျင့်ကိုကျင့်သုံးဖို့မလွယ်တော့ဘူးတဲ့အဲ့လိုအနာဂတ်မှာဖြစ်ပေါ်မဲ့ဘေးတွေဆိုတာဘာလဲဆိုတော့ဦးဇင်းတို့တန်ဃာတွေသင်္ကွဲတာမျိုးဟုတ်လားလူသားတွေမညီမညွတ်ဖြစ်တာမျိုးရှစ်ဖြစ်တာမျိုးအဲ့လိုမျိုးမညီမညွတ်စွန့်ပွက်နေတဲ့အချိန်မျိုးမှာကိုယ်အသက်တောင်မှကိုယ်ဘလို့မွေးရမလဲမတခင်ကမျက်နှာသစ္စာမှာရှိမှမလားဆိုရတော့အောင်ကြမ်းတမ်းခက်ခဲနေတဲ့အချိန်ကာလမျိုးမှာမြတ်သောခြင်းကိုကျင့်ဖို့လွယ်ပါမလားမလွယ်ဘူးဗျာဒါကြောင့်ညီညွတ်ခြင်းဆိုတာအခြေခံရှိရနော်ညီညွတ်ခြင်းကိုအခြေခံပြီးတော့မြတ်သောခြင်းဆိုတာကျင့်လို့ရတာဒါကြောင့်ဒီနေရာမှာတာမက္ခိရတောဓမ္မထောညီညွတ်ခြင်းမှာမွေးလျော်ပြီးတော့ဓမ္မထောတရားမှာတည်ရမယ်ဟုတ်ရဲ့လားပထမအဆင့်ညီညွတ်ရမယ်ဒုတိယအဆင့်အဲ့ဒီညီညွတ်တာပေါ်မှာရက်တည်ပြီးတော့တရားပေါ်မှာတည်ရမယ်ဆိုလိုတာကတရားရှင်းရမယ်လို့ပြောတာဟုတ်လားအဲ့လိုမျိုးညီညွတ်ခြင်းကိုအခြေခံပြီးတော့တရားမှာတည်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီနိဗ္ဗာန်တရားကနေ
မဆုံးရှုံးပါဘူးပြည့်စည်ပါဘူးလို့မြတ်စွာဘုရားအဲ့ဒီလိုဟောတယ်ဟုတ်ရဲ့လားအေးအဲ့ဒီဇတ်တော်ကငါဇတ်တော်ငါဘုကိုဟောလိုက်တော့အကုန်လုံးတခါတည်းမင်းကြီးမင်းသားတွေစာလုံးကတော့ရန်သူတွေအခုတော့တရားကိုတရားဖလဲတကယ်နှုတ်ဆက်ပြီးတော့အကုန်လုံးကြည်အေးသွားကြတယ်ငြိမ်းချမ်းသွားကြတယ်အဲ့ဒီလိုငြိမ်းချမ်းသွားပြီးတော့ဘာဆက်ဖြစ်လဲဆိုတော့ဦးဇင်းတို့ဒီအုပ်ချုပ်လေးပြောရမယ်သူတို့နတ်တော်သီးသီးကိုရောက်ပြီဆိုတော့ဩဘုရားကျေးဇူးမြတ်စွာဘုရားဒီလိုညီညွတ်ရေးတရားကိုလာဟောလို့တို့ငြိမ်းချမ်းရေးရပြီးတော့ဒီကနေ့အသက်ရှင်နေတာတကယ်လို့မြတ်စွာဘုရားမြတ်ကြီးကကြွမလာဘူးဆိုလို့ရှိရင်ဒီနေ့ဒီအချိန်မှာငါအသက်ရှင်နေပါမယ်လို့ဘယ်လိုမှအမောက်ခံနိုင်ဘူးဟုတ်ရဲ့လားမှန်ပါပါအဲ့ဒါလို့သူတို့အသီးသီးစဉ်းစားပြီးတော့မြတ်စွာဘုရားရဲ့ကျေးဇူးကတရေးရေးနဲ့တွေးလိုက်တဲ့ပုံပဲပေါ်တဲ့အခါကျတော့အဲ့ဒီမှာတာကိဝေမင်းတွေအကုန်လုံးစီဝေပွဲထိုင်ပြီးတော့ဟေးမင်းတို့ကိုလိယကလည်းပဲမြတ်စွာဘုရားကိုတော်မြတ်ကြီးကိုကျေးဇူးဆက်တဲ့အနေနဲ့မင်းသား250လှူရတယ်နော်မင်းသား250မြတ်စွာဘုရားစီမှာအလုပ်အကျွေးဖြစ်နေရဟန်းဝေးရတယ်တကယ်လို့စစ်ဖြစ်ကြမယ်ဆိုရင်အကုန်သေးကြမှာဟုတ်လားခုဘုရားကျေးဇူးကြောင့်မင်းတို့မသေးဘူးမသေးတဲ့အတွက်ကြောင့်ဟောတို့တကယ်လို့ဘုရားရှင်ကိုတော်မြတ်ကြီးကဘုရားမဖြစ်လို့လောကီအထွတ်အထိပ်ရောက်တယ်ဆိုရင်စကြဝဠာမင်းဖြစ်မှာစကြဝဠာမင်းဖြစ်ရင်တို့နောက်လိုက်ကောင်းကောင်းဖြစ်မယ်အခုတော့ဘုရားဖြစ်တဲ့အတွက်ကြောင့်တို့ဘုရားရဲ့နောက်လိုက်အနေနဲ့ရှင်ယဟန်တွေဖြစ်တဲ့လေဒါကြောင့်ကျေးဇူးဆက်တဲ့အနေနဲ့ရောမင်းတို့ဘက်က250တို့ဘက်က250မြတ်စွာဘုရားစီမှာမလုပ်ကြမယ်ရှင်ယဟန်ပြုကြမယ်အဲ့ဒါလို250ဒီရှင်ယဟန်ပြုရမယ်ဆိုတော့တချို့လည်းစိတ်ပါတယ်တချို့လည်းစိတ်မပါဘူးမပါရင်လည်းအများလို့တော့ရောရောင်ပြီးတော့လုပ်ရတာမလုပ်ဖဲနဲ့နေလို့မရဘူးညင်းဝင်လည်းမရှိအဲ့ဒါနဲ့ယဟန်တော်အသစ်900မြတ်စွာဘုရားမရဘူးလားဆက်ရတယ်အဲ့ဒါသူတို့မပြောဘူးဗျာတော်တော်များများကအဲ့ဒီလိုမပြောရတဲ့အကြောင်းတွေထဲမှာအင်မတန်အားကြီးတဲ့အကြောင်းကဘာလဲဆိုတော့သူတို့မှာဇနီးဟောင်းတွေရှိတယ်သူတို့ကအိမ်တော်ရှင်တွေပဲအဲ့ဒီမှာဇနီးတွေကအရှင်သားတို့ထွက်သွားတဲ့ကစားအိမ်ကတော့ဘလို့ချုပ်ရင်းနေပါပြီဆိုတော့စာလေးကြီးပြီးတော့ပို့တယ်လို့ဆိုတယ်ဟုတ်လားမှန်ပါမစွမ်းရင်းကလည်းရှိကစုံငင်းကလည်းညှိဆိုတာအဲ့ဒါပြောတာဟုတ်လားအဲ့ဒါလည်းအကုန်လုံးမပြောဘူးအဲ့လိုမပြောတာကိုမြတ်စွာဘုရားကသိတော့ငါရဲ့သားတော်ရဟန်းတော်တွေမပြောဘူးကဲမပြောလို့ရှိရင်ပျော်မွေ့အောင်ဘာလို့မလဲစိတ်အပြောင်းလဲဖြစ်စေမယ်ဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီရဟန်းတော်900အကုန်ခေါ်ပြီးတော့ခြေသားတို့ဟိမောတာတော်ကိုရောက်ဘူးရဲ့လားဘုရားတပည့်တော်တို့ကိုအိတိဘက်မှာမရှိပဲဘယ်ရောက်ဘူးပါမလို့ဘုရားအဲ့လိုဆိုရင်သင်္ချင်သားတို့ငါဘုရားနဲ့လိုက်မလားဟဲ့မှန်လားပါတပည့်တော်တို့လိုက်ပါမယ်ဘုရားဆိုတော့မြတ်စွာဘုရားကတကိုးတော်နဲ့ဟိမောတာတော်ကိုခေါ်ပါအဲ့ဒီဟိမောတာတော်ရောက်တော့တောပန်တောင်ပန်တွေမြစ်တွေချောင်းတွေနဲ့အင်မတန်သာယာတဲ့ဒီရှုခင်းရှုခက်တွေကိုမြင်ပြီးတော့သူတို့ရဲ့စိတ်တွေအေးချမ်းမှုကိုရတယ်အဲ့ဒီမှာမြတ်စွာဘုရားကကုဏလဇတ်ဆိုပြီးတော့ဇတ်တော်ကြီးအရှိကြီးဟောတယ်ဗျာအဓိကရည်ရွယ်ချက်ကတော့ဒကမာကြီးကိုပြောရမှာတော့နည်းနည်းအားနာပါနဲ့နော်မာတုကာမတွေရဲ့အပြစ်တွေကိုဟောတာမြတ်စွာဘုရားကနော်ဘာဖြစ်လို့ဟောတာလဲဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီပုဂ္ဂိုလ်တွေရဲ့အကြိုက်ဇေယိုက်နဲ့ကိုက်ပြီးအောင်လို့ဟောတာဟုတ်ရဲ့လားအဲ့ဒီအချိန်မှာမာတုကာမတွေကြောင့်ဒီယဟန်တွေကဘာဖြစ်နေတာလို့ဒုက္ခဖြစ်နေတာအဲ့ဒီအချိန်မှာသူတို့အတွက်အကောင်းဆုံးတရားကအဲ့ဒီတရားပဲဟုတ်ရဲ့လားအဲ့ဒီမှာမာတုကာမတို့ရဲ့အပြစ်ကိုဟောပြတော့အဲ့ဒီမှာသူတို့ရဲ့စိတ်နှလုံးတည်မမောခြင်းကင်းပြီးတော့ငြိမ်းချမ်းမှုရတယ်အဲ့ဒါသောတာပန်တွေဖြစ်ကြတယ်လို့ဆိုတယ်အဲ့ဒီသောတာပန်ဖြစ်တော့လည်းတကိုးတော်တွေနဲ့ပြည့်စုံရတယ်လို့ဆိုတယ်နော်တကိုးအတွက်တိသက်မကျင့်ရဘဲနဲ့ရှိကောင်းမှုပြည့်စုံတဲ့အတွက်ကြောင့်တကိုးနဲ့လည်းသူတို့ပြည့်စုံရတယ်တဲ့အဲ့ဒါလိုနဲ့အဲ့ဒီယဟန်တော်900မြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်သောတာပန်ဖြစ်တကိုးနဲ့ပြည့်စုံအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီယဟန်တော်တွေအပြန်ကြတော့ကိုယ်တကိုးနဲ့ကိုပြန်လာကြတာအတော်တုန်းကတော့ဟိမောတာတော်ကိုမြတ်စွာဘုရားရဲ့တကိုးကိုအမိပြုပြီးတော့လိုက်ရတာအပြန်ကြတော့ဘယ်ပြန်လာတော့ဆိုတော့မဟာဝုတော်ကိုပြန်လာတာနော်မဟာဝုတော်ကိုမြတ်စွာဘုရားယဟန်တော်900ချင်းချင်းပြီးတော့ပြန်လာတာအဲ့ဒီရောက်တော့လည်းပဲမြတ်စွာဘုရားကအဲ့ဒီယဟန်တော်900ကိုကမ္မထံတရားဟောတယ်အဲ့ဒီမှာပဲအဲ့ဒီယဟန်တော်900တို့ဒီမြန်မြန်ဆန်းဆန်းအရဟတမေညာအရဟတဖို့ဉာဏ်ကိုရတယ်ရပြီဆိုတော့မှသူတို့ရတဲ့တရားအထူးကိုမြတ်စွာဘုရားကိုရှောက်မယ်ဆိုပြီးတော့တကယ်ကိုကြည်ညိုစရာလည်းကောင်းပါတယ်လေသူတို့တပါးပြီးတပါးစီးတန်းပြီးတော့ထွက်လာတာညှိနှိုင်းထားတယ်လို့ပဲတဲ့တပါးပြီးတပါးတက်ပြီးတော့ဖြစ်တာအရဟတမေအရဟတဖို့သိလားအဲ့ဒါအကုန်လုံးလက်အုပ်လေးတွေချီးပြီးတော့မြတ်စွာဘုရားကြီးကြွသွားပြီးတော့တရားအထူးကိုရှောက်တယ်ဟိုရောက်တော့ဘယ်သူမှလည်းသိပြီးတော့ဟိုဦးဖြာဖြာအဲ့လိုမရှောက်ပါဘူးအကုန်လုံးငြင်းပြီးတော့
ထိုင်နေပေါ့နော်အဲ့ဒီမှာသူတို့တရားနဲ့တရားတို့တရားမြတ်တွေလျှောက်တယ်ပေါ့အဲ့ဒီမှာယဟန်တော်900အကုန်လုံးစုစည်းမိတော့မြတ်စွာဘုရားအာတော်ကုန်ခါနဲ့ယဟန်တော်900စုစည်းမိနေတာယဟန်တွေအများကြီးကြီးကျယ်တဲ့အစည်းအဝေးကြီးပဲမဟာကမေယနော်ကြီးကျယ်တယ်ပါလေအစည်းအဝေးကြီးအဲ့ဒီမှာနတ်တွေပြမတွေအထူးသဖြင့်ပြမတွေအများကြီးလာလိုက်တာမှလေဦးဇင်းတို့ဒီဆံများ1000စာကို9ယောက်10ယောက်အဲ့လိုမျိုးတောင်ရှိတယ်ပိဋကအကြည့်ပဲပဂရိမျက်စိနဲ့တော့အမြင်ရဘူးပေါ့နော်အဲ့ဒါလို့နတ်တွေပြမတွေအများကြီးစုဝေးမိတဲ့ပွဲရဲ့ပေါ့အဲ့ဒီမှာအဲ့ဒီနတ်တို့ပြမတို့ရဲ့ဇေယျအကြိုက်ကိုလိုက်ပြီးတော့မြတ်စွာဘုရားမဟာသမေယသုတ်တံကြီးဟောလိုက်တယ်တတ္တဝါတွေမှာဇေယျကဘယ်နှပါးရှိတယ်လို့ကြားလို့လို့တတ္တဝါတွေမှာဇေယျဘယ်နှပါးရှိတယ်လို့ကြားလို့တော့6ပါးရှိတယ်နော်ဇေယျ6ပါးဆိုတာကြားလို့လေနော်အဲ့ဒီဇေယျ6ပါးကိုဇေယျတစ်မျိုးလို့ရင်သုတ်တံတစ်မျိုးဟောတာပဲမြတ်စွာဘုရားကနော်ရှားကားဇေယျဒေါသဇေယျမောဟဇေယျဝိတက်ဇေယျတတ္တာဇေယျဗုဒ္ဓဇေယျဗုဒ္ဓဆိုတာပညာဇေယျပြောတာနော်တချို့သောတတ္တဝါတွေကရှားကားအားကြီးတယ်ဒါကသူကအမျိုးမျိုးပါရှားကားအားကြီးပြီးတော့ပညာကြီးတာပဲရှိတယ်ဟိုကကြီးပြီးတော့ဒီဟာသေးတာလည်းရှိတယ်သူကသူကစုံနေတာကြောက်တဲ့တရားမတူဘူးသိလားရှားကားသေးဆိုတာဆွမ်းလန်းမှုအားကြီးတာပေါ့နော်ဒေါသသေးဆိုတာထိကနေရှိရင်စိတ်တူတဲ့တံပေါ့နော်မောဟဇေယျဆိုတာကတော့အင်မတန်ဉာဏ်ထုံနဲ့ထိုင်းတဲ့ပုဂ္ဂိုလ်မျိုးပေါ့ဝိတ္တဇေယျဆိုတာကတော့စိတ်ကူးလေးပဲသူအကောင့်ထဲပေါ်နေတယ်ဘယ်တော့မှတတိထွမလုပ်ဘူးအတွေးနဲ့ပဲအခြေကုန်တဲ့လူမျိုးပေါ့ဟုတ်လားတတ္တဇေယျဆိုတာကတော့ယုံကြည်မှုအားကြီးတဲ့ကြည်လင်တဲ့ပုဂ္ဂိုလ်ကြီးပေါ့ကောင်းတယ်နော်ဗုဒ္ဓဇေယျဆိုတာကတော့ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးပေါ့အဲ့ဒီမှာဇေယျချေမျိုးတတ္တဝါ6မျိုးကိုးရနေတဲ့ဒီနတ်ပြမာလေးပေါ့ဇေယျတစ်မျိုးလည်းရင်သုတ်တံတပုတ်ဟောလို့အဲ့ဒီမှာဦးဇင်းတို့သုတ်တံ6မျိုးရတယ်နောက်ပြီးတော့မှမဟာသမယသုတ်တံဆိုတာကတော့နတ်တွေပြမာတွေရဲ့အမျိုးအနွယ်တွေကိုခုတ်ပြီးတော့မြတ်စွာဘုရားနှုတ်ဆက်တာပါပဲနော်ဒါကြောင့်မလို့ဦးဇင်းတို့နေုံလားပြည်နေတဲ့တူပါရဲ့မဟာသမယနေ့ဆိုတာလေဟုတ်လားအဲ့ဒီမဟာသမယသုတ်ကိုရွတ်လို့ရှိရင်နတ်တွေပြမာတွေကချစ်တယ်ဆိုပြီးတော့ချုပ်ပြကြဘူးလားရွတ်တယ်ဟုတ်တယ်အဲ့ဒီမဟာသမယသုတ်ကိုရွတ်ရင်နတ်တွေအမြဲတမ်းချစ်တယ်နော်ဒါပိဋကတို့ကသရတရားရှိတယ်ဆိုရင်ကြိုးစားပြီးတော့ကြက်မှတ်ပြီးတော့ရွတ်ကြည့်ကြပေါ့နော်ထားပါတော့အဲ့ဒီမဟာသမယသုတ်ရဲ့အဆုံးမှာလည်းပဲနတ်တွေမှာလေအများကြီးကျွတ်တာဝင်ရတယ်အဲ့တော့ဦးဇင်းတို့ကဒါကဒီကုန်းကျုပ်ကလေးပေါ့ဘ ഹു တုတ္တထည့်ပြီးတော့ပြောတာစောစောကညီညွတ်ရေးတရားကိုနားပြီးတော့ညီညွတ်လို့ချမ်းသာသွားကြတဲ့မင်းကြီးမင်းသားတွေဟာနောက်ဆုံးတော့ယဟန္တာတွေဖြစ်ဟုတ်လားနောက်ဆုံးယဟန္တာဖြစ်ပြီးတော့တန်တရားဝိဇ္ဇသိင်းလို့ငြိမ်းချရတယ်တဲ့ဟုတ်လားဒါကြောင့်မိသားပေါင်းသူတော်ကောင်းတို့ဒီနေ့ဦးဇင်းတို့မာရွေခြင်းနဲ့ဒီတရားစကားကိုပြောရတယ်ဆိုလို့ရှိရင်မိမိတို့ရဲ့အိမ်တွင်ညီညွတ်ရေးရက်ွက်တင်ညီညွတ်ရေးဟုတ်လားမြို့တွင်ညီညွတ်ရေးနော်အဲ့လိုညီညွတ်ရေးကိုဥတည်ပြီးတော့ညီညွတ်မှသာလေချမ်းသာဒုက္ခဆိုတာရနိုင်လိမ့်မယ်လို့မြတ်စွာဘုရားဖြစ်စေခြင်းတဲ့စေတနာကိုတတိတရေသားတော့ပဲဦးဇင်းတို့ပေါ်လွင်စေနိုင်ပါလားဟုတ်လားအကုန်လုံးတော့ပဲပြောနိုင်ပါလားနော်ဒါကြောင့်ဒီတရားဒေသနာတော်ကိုနာယူပြီးတော့အတိကကတော့မေတ္တာတရားအားကြီးကြဖို့ပေါ့ဟုတ်ရဲ့လားမေတ္တာတရားအားကြီးပြီးတော့နေထိုင်မယ်ဆိုရင်ညီညွတ်မှုဆိုတာအလိုလိုမဖြစ်ဘူးလားဖြစ်တယ်မေတ္တာအခြေခံရင်ဒီတဲ့ညီညွတ်ပြီးသားပါပဲဟုတ်လားအဲ့ဒီမေတ္တာတွေပြိုကွဲပြီးတော့ဒေါသတွေအစားဝင်လာပြီဆိုတော့မှညီညွတ်ရေးကပြိုကွဲသွားတာဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဇတ်တော်ကလည်းပုံပြောလိုက်တယ်ဘာလို့ပြောလိုက်တယ်နော်ရည်ရွယ်ချက်လေးတွေလည်းမမေ့နဲ့နော်ဘာမဟုတ်တာမှရံကြုံမဖွဲနဲ့ဟုတ်လားပြောတိုင်းမရှုံးနဲ့ဟုတ်ရဲ့လားပါတယ်ဆိုပြီးတော့မမာနဲ့မစွာနဲ့ဟုတ်ရဲ့လားနောက်ပြီးတော့ဗါလဲညီညွတ်ညွတ်စွစွစီစီရှိခြင်းဒီခွန်အားယုခဓမ္မသစ်ပင်နေလေဟုတ်လားနောက်ညီညွတ်ခြင်းဒီအောင်မြင်တယ်မညီညွတ်ခြင်းဒီကြာရှုံးတယ်ငုံနေဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မိမိတို့ရဲ့သားတွေသမီးတွေကိုလည်းပဲဒီဇတ်တော်တွေကိုတစ်ဆင့်ပြောပြပြီးတော့ညီညွတ်ခြင်းရဲ့တန်ဖိုးကိုဖော်ကျူးနိုင်ပါစေဟုတ်လားအဲ့ဒီညီညွတ်ခြင်းမှာရက်တည်ပြီးတော့နောက်ဆုံးတရားဓမ္မမှာတည်ပြီးတော့မဉ္ဇဉ်ပူဉ္ဇဉ်ရအောင်လည်းပဲကြိုးစားအထောက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ညီညွတ်မှချမ်းသာပြီဆိုတဲ့တရားကိုဆုံးသတ်ကြနော်တဏှာကြီးနဲ့
12 မိနစ်ရှိပါတယ်ဟုတ်လားမေတ္တာပို့တာနဲ့တနာရီ15မိနစ်အတိအကျနော်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓတုဝါဝေနတရာဒုက္ခိဘဝတုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မတုဝါဝေနတရာဒုက္ခိဘဝတုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဝါဝေနတရာဒုက္ခိဘဝတုတေဒီလိုဝါကတိတရားနာပိသပေါင်းသူတော်ကောင်းတို့သာသာအာလုသောတတ္တဝါနန္တတို့အားသဗ္ဗဗုသဗ္ဗမင်္ဂလံတို့ဖြင့်လောကုတ္တရာကောင်းစွာမြတ်မင်္ဂလာဝဝတိဘဝတို့ကောင်းစွာမသွေဖြစ်တော်မူရပါစေတည်းသဗ္ဗဒေဝတာမိမိတို့ကနာကိုမှစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာနာမိမိတို့ကဘာမှစောင့်ကြနေကြကုန်သောနာမယနာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသွေဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓနုဘဝေနကေကံဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တရဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မနုဘဝေနမေလီရပုရိယဒိဗံပရိယတိယသောသောစေတတော်တရားတော်မြတ်တို့ရဲ့တကုတေသောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘဝေနမဂ္ဂတံလေးရောက်ပလတံလေးရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နဲ့တကွာတေလဂုံသမာဓိကိုပညာကိုလွတ်တဲ့ပြည့်စုံတော်မူရတဲ့တကုတိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတိသောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘယ်ကမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်ကြကြမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း